ဇလန်းရဲ့အစမှာတော့ဝစ်စုံနဲ့ငရဲမင်းကချူရှောင်းရှောင်းမင်းရဲ့အချိန်တန်ပြီးလမ်းထွက်ရအောင်လို့ပြောပြီးသူမရဲ့ဝိညာဉ်ကိုခေါ်ထုတ်လာခဲ့ပါတယ်ဗျ။ဒါပေမဲ့ဝစ်စုံဖြူနဲ့ငရဲမင်းကအသက်မတန်းစာအုပ်ကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩမြင်တက်သွားပြီးလူမခေါ်မိပြီလို့ရေရွတ်လိုက်ပါတယ်ဗျ။အဲ့ဒီမှာတင်သူတို့နှစ်ယောက်ဟာမင်းကြီးတဲ့စရင်လေးမဟုတ်ဘူးမင်းအရင်လက်ပါတာလေးဆိုပြီးတယောက်နဲ့တယောက်အဖြစ်တင်စကားများကြပါတော့တယ်။အခြေအနေကိုနားမလည်တဲ့ချူရှောင်းရှောင်းကဘာတွေဖြစ်နေတာလဲလို့မေးလိုက်တဲ့အခါဝစ်စုံဖြူငရဲမင်းကစာအုပ်ကိုပြပြီးမင်းကလေးကိုယ်တိုင်ပဲကြည့်လိုက်ပါတော့လို့ပြောရှာပါတယ်ဗျ။စာအုပ်ထဲမှာတော့ချူရှောင်းရှောင်းကြားအသက်89နှစ်လို့ရေးထားတာကိုမြင်လိုက်ရပြီးနာမည်တူတာကိုမှားခေါ်မိမသိသွားပါတော့တယ်။ဒါနဲ့ချူရှောင်းရှောင်းကဒေါသအကြီးနဲ့ကျမကမင်းကလေးလေးပြဒီနှစ်မှအသက်22နှစ်ပဲရှိသေးတာလို့အော်ပြောလိုက်ပါတော့တယ်။ငရဲမင်းနှစ်ယောက်လည်းစိတ်ပြက်လက်ပြက်နဲ့မှားသွားပြီပေါ့ဗျာချူရှောင်းရှောင်းကကိစ္စမရှိပါဘူးကျမကိုပြန်ပို့ပေးရင်ရပါပြီလို့ပြောလိုက်ပေမဲ့ငရဲမင်းတွေကတုံဆိုင်ဖြစ်နေကြပါတယ်။သူမကဘာဖြစ်လို့လဲလို့ထပ်မေးတဲ့အခါမှာတော့လူပြည်ကခန္ဓာကိုယ်ကမီးကျွမ်းသွားပြီမို့ပြန်သွားလို့မရတော့ဘူးလို့အဖြေရပါတော့တယ်ဗျာဝစ်စုံဖြူငရဲမင်းကမင်းကလေးရဲ့အသက်တတန်ကမကုန်သေးဘူးဝိညာဉ်ကလည်းလူရှင်တိုင်းပဲမို့ငရဲပြည်မှာပဲနေရလိမ့်မယ်လို့ရှင်းပြပါတယ်။ဘယ်မှာနေရမှာလဲလို့မေးလိုက်တဲ့အခါဝစ်စုံနဲ့ငရဲမင်းကမြေကွက်လက်တစ်ခုကိုပြပြီးဒါကငရဲမင်းကြီးအထူးချပေးထားတဲ့နေရာပဲလို့ပြောပါတယ်ဗျ။ဒီနေရာလားလို့အံ့ဩနေတဲ့အချိန်မှာပဲငရဲမင်းကအိမ်ယာတွေကရှားပါတယ်လေလို့ဆိုပါတယ်။ဒါပေမဲ့ချူရှောင်းရှောင်းကတော့ချက်ချင်းပဲလက်ခံလိုက်ပြီးမြေကြီးကိုကောက်ကန်ကဒီမြေကအပင်ဆိုင်လို့ရမလားလို့မေးလိုက်ပါတော့တယ်။ငရဲမင်းတွေကအလက်တကြားနဲ့မင်းမပြောလိုက်တာလေဒီနေရာကငရဲပြည်ပြ3000ကျော်ရှိပြီးဘာအပင်မှမပေါက်ဘူးလို့ပြောကြတာပေါ့။ချူရှောင်းရှောင်းကတော့အဲ့ဒါရှင်တို့မဆိုင်တက်လို့ပါလို့ပြန်ပြောပြီးကျမဝိညာဉ်ကလူရှင်လို့ဆိုတော့စာမှာပဲမဟုတ်လားဒီမှာစားစရာရှိလားလို့မေးပါတယ်။ငရဲမင်းတွေကမရှိဘူးလို့ဖြေတဲ့အခါစာသေးရင်ဘာဖြစ်မလဲလို့သူမကထပ်မေးပြန်ပါတယ်ဗျ။ငရဲမင်းကဝိညာဉ်သားစာလို့ပျောက်ကွယ်သွားရင်တေတာထက်ပိုဆိုးလိမ့်မယ်လို့တတိပေးပါတယ်။ချူရှောင်းရှောင်းလဲစိုးရိမ်စိတ်နဲ့ဒီနေရာက3000ကျော်ဘာအပင်မှမပေါက်ဘူးဆိုတော့ငါစီကမျိုးစေ့လေးကအသက်ရှင်ပါမလားလို့တွေးပြီးမြေကြီးထဲမျိုးစေ့ချလိုက်ပါတယ်ဗျ။အဲ့ဒီအချိန်မှာပဲမြေကြီးထဲကနေတခုခုလှုပ်ရှားလာတာကိုမြင်ပြီးငရဲမင်းတွေကမဖြစ်နိုင်တာငရဲပြည်ကမြေကြီးကတေးနေတဲ့မြေကြီးလေးလို့အံ့ဩကုန်ကြပါတယ်။အဲ့ဒီနောက်မှာတော့ကလေးဝိညာဉ်လေးတွေရောက်လာပြီးဟိုးမှကြည်စမ်းအစိမ်းရောင်ရလေးပေါက်နေတယ်လို့အော်ဟစ်ပြီးအပြေးလွှားလာကြည့်ကြပါတော့တယ်ဗျာ။ချူရှောင်းရှောင်းကလည်းချက်ချင်းပဲလာတာပြီးဘာလုပ်တာလဲကျမရဲ့ပြိုးပင်လေးကိုမကင်ကြနဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ18ထက်မြောက်ငရဲတခင်မော့ချန်ရောက်လာပြီးဒါမင်းစိုက်ထားတာလားလို့မေးပါတော့တယ်။သူမကလည်းဟုတ်တယ်ကျမစိုက်တာဘာဖြစ်လို့လဲလို့ရဲဝံပြန်ပြောလိုက်တာပေါ့ဗျာ။မော့ချန်ကအပင်လေးကိုစိုက်ကြည့်ပြီး3000ကျော်ရှိပြီးငရဲပြည်မှာဘာတက်ရှိမှမပေါက်ဖွားဘူးမင်းဘလို့လုပ်လိုက်တာလဲလို့မေးပါတယ်။အဲ့ဒီမှာဝစ်စုံဖြူငရဲမင်းကမော့တခင်ကြီးလို့အလန့်တကြားနှုတ်ဆက်လိုက်ပြီးကလေးတွေလည်းကြောက်လန့်တုန်လှုပ်ကုန်ကြပါတယ်။ချူရှောင်းကတော့စိတ်ထဲကနေမော့တခင်ဆိုတာဘာကောင်းလဲခုနကတော့ငါ့ကိုလာအောင်နေပြီးအခုကြမှာဘာလို့ဒီလောက်ကြောက်နေကြတာလဲလို့တွေးနေတာပေါ့ဗျာ။မော့ချန်ကမင်းကိုမေးနေတယ်လေဘလို့လုပ်လိုက်တာလဲလို့ထပ်မေးတဲ့အခါမှာတော့ချူရှောင်းကခေါင်းလေးကုတ်ပြီးရိုးလေးပဲစိုက်လိုက်တာပါလို့ဖြေပါတယ်ဗျ။ကျင်းတူတယ်မျိုးစေ့ချတယ်ပြီးတော့ရေလောင်းတယ်ထူးကြဘာမှမရှိပါဘူးလို့ပေါ့ပလေးပဲပြန်ပြောပြလိုက်ပါတော့တယ်ဗျ။ငရဲတခင်မော့ချန်ကချူရှောင်းစိုက်ထားတဲ့အပင်လေးကိုကင်ကြည့်ဖို့နေတော့မှပဲချူရှောင်းကတားလိုက်ပါတယ်။အဲ့ချိန်မှာပဲဝစ်စုံဖြူငရဲမင်းကကြောက်လန့်နဲ့မင်းအသက်မလို့ချင်တော့ဘူးလားဒါ18ထက်မြောက်ငရဲတခင်ကြီးပြလို့တတိပေးရှာပါတယ်။ချူရှောင်းကတော့ဘာဖြစ်လဲဆိုတဲ့ပုံစံနဲ့အေးဆေးပါပဲဗျာ။အဲ့ဒီမှာဝစ်စုံဖြူငရဲမင်းကလည်းမင်းပါဆက်ပိတ်ထားပါတော့တောင်းပန်ပါတယ်လို့တိုးလေးပြောပြီးငိုမဲ့ဖြစ်နေရှာတယ်။မော့ချန်ကတော့စိတ်ဝင်စားဖို့ကောင်းတာပဲ3000ကျော်တွင်းမှာငါ့ကိုဒီလိုရဲဝံပြောရဲတဲ့သူမင်းကပထမဆုံးပဲလို့ဆိုပြီးဒါကဘာပင်လဲလို့မေးပါတော့တယ်။သူမကလည်းခရမ်းကျင်တီးပင်လေးလို့ပြုံးလေးဖြေတာပေါ့ဗျာ။မော့ချန်ကဘလောက်ကြာရင်စားလို့ရလဲလို့ထပ်မေးတဲ့အခါပုံမှန်ဆိုရင်တော့2လ3လလောက်ကြာတတ်ပေမဲ့ဒီပင်ကကြီးတာမြန်လုံးတော့အဲ့လောက်မကြာတော့ဘူးလို့သူမကရှင်းပြပါတယ်။အဲ့ဒီနောက်မော့ချန်ကဒီမြေကွက်ကိုဒီနေ့ကစပြီးမင်းကိုပေးတယ်မင်းရဲ့အပင်ကိုဘယ်သူမှမထိစေရဘူးထိတဲ့သူရှိရင်ငါစီလာခဲ့လို့ပြောပြီးထွက်သွားပါတော့တယ်ဗျာ။ငရဲမင်းတွေကတော့မင်းကန်ကောင်းလိုက်တာမော့တခင်ကြီးကစိတ်မဆိုးတဲ့အပြင်မင်းပင်ကိုပါစိတ်ဝင်စားနေပုံပဲလို့အံ့ဩနေကြတာပေါ့။ချူရှောင်းကတော့သူကငရဲတခင်ဖြစ်ပြီးကျမအပင်ကိုဘာလို့စိတ်ဝင်စားနေတာလဲလို့တွေးရင်အပင်လေးကိုစိုက်ကြည့်နေမိပါတယ်။အဲ့ဒီအချိန်မှာကလေးဝိညာဉ်လေးတွေကကြောက်လန့်နဲ့အနာကိုတိုးလာပြီးအမဒါကတကယ်စားလို့ရတာလားလို့မေးကြပါတယ်။သူမကလည်းအတီးတီးရင်စားလို့ရပြီလို့ဖြေလိုက်တဲ့အခါကလေးလေးကမျက်လုံးလေးတွေတောက်ပသွားပြီးကျွန်တော်ကိုမြည်စမ်းခွင့်ပေးမလားလို့တောင်းဆိုရှာပါတယ်ဗျာ။ချူရှောင်းကမင်းတို့ကတရဲတွေပဲစားစရာမှမလိုတာလို့ပြောပေမဲ့ကလေးလေးကငိုမဲမျက်နှာလေးနဲ့ကျွန်တော်စားရတဲ့အရာတာကိုမေ့နေလို့မြည်ကြည့်နေတာပါလို့ပြောတော့သူမစိတ်မကောင်းဖြစ်သွားပြီးအတီးတီးရင်ကြွေးမယ်လို့ကတိပေးလိုက်ပါတော့တယ်။အဲ့ဒီမှာရင်ကလေးလေးကဝမ်းတာအားရနဲ့တခြားသူတွေကိုလည်းတွားပြောအောင်မယ်ဆိုပြီးအော်ဟစ်ပြေးသွားပါတော့တယ်ဗျာ။ခဏလေးတွင်းမှာပဲကလေးဝိညာဉ်အုပ်စုလိုက်ကြီးရောက်လာပြီးကျမတို့ကိုတကယ်ကြွေးမှလားကျမတို့တေတာနှစ်ပေါင်း300ကျော်ပြီးမှုစားရတဲ့အရာတာကိုမေ့နေပြီးတလုံးလောက်ပဲမြည်ပါရစီလို့ဝိုင်းတောင်းဆိုကြပါတော့တယ်။ချူရှောင်းလည်းလန့်သွားပြီးမတိုးကြနဲ့ဦးလေးကျမမှာအပင်တပင်နဲ့ရှိတာမလောက်ဘူးအဲ့ဒီတော့စားချင်ရင်ကိုယ်တိုင်စိုက်ကြလို့အကြံပေးလိုက်ပါတယ်။ကလေးတွေကလည်းကျွန်တော်တို့လည်းစိုက်လို့ရလားလို့အံ့ဩကြီးမေးကြတာပေါ့ဗျာ။ဘာလို့မရရမှာလဲကျမတင်ပေးမယ်ဆိုပြီးချူရှောင်းကမျိုးစေ့အိတ်ကိုထုတ်ကတယောက်တစ်စိတ်စီဝေပေးလိုက်ပါတော့တယ်။ပြီးတော့အပင်စိုက်နီးကိုတေချာတင်ပေးတာပေါ့ဗျာ။ပထမဆုံးတစ်စစ်ခန့်အနက်ရှိတဲ့ကျင်းတူးရမယ်မျိုးစေ့ရဲ့အမြောက်ထွက်မဲ့နေရာကိုအပေါ်ဘက်လှည့်ထားရမယ်ရေကိုမြေကြီးထဲစိတ်ဝင်အောင်လောင်းရမယ်ရေဝါမှနေစေရဘူးပြီးရင်မြေကြီးကိုအသားရဖုံးအုပ်ပြီးဖိပေးရမယ်လို့အဆင့်လေးစင်ကိုတေချာလေးရှင်းပြပေးလိုက်ပါတော့တယ်ဗျာမှတ်ထားတယ်အမစိတ်ချပါကျွန်တော်တို့တေချာပေါက်စိုက်လို့ရှင်ပါပါလို့ကလေးဝိညာဉ်လေးကပြောပြီးနေရပြည်မှာစိုက်ပျိုးရေးစတင်ကြပါတယ်ဗျဒါပေမဲ့မကြခင်မှာတင်ကလေးဝိညာဉ်လေးတယောက်ကအလန့်တကြားပြေးလာပြီးအမေအမကျွန်တော်ရဲ့မျိုးစေ့ပျောက်သွားပြီပြောလို့ပြောပါတော့တယ်ချူရှောင်းကလည်းလန့်သွားပြီးဘလို့ဖြစ်လို့ပျောက်သွားတာလဲလို့မေးတဲ့အခါ
သူကမြေကြီးထဲမြုပ်လိုက်တာပါပဲဒါပေမဲ့ဘယ်နားမြုပ်မိလဲမေးသွားလို့ဗျကျွန်တော်တော်တော်ကြာအောင်လိုက်တူးတာလည်းရှာမတွေ့တော့ဘူးဗျလို့ငိုမဲမဲနဲ့ပြန်ဖြေရှာပါတယ်ဗျအဲ့ဒီနောက်ထပ်ကလေးတစ်ယောက်ကလည်းလဲကျနေရကနေအမကြီးကျွန်တော်မျိုးစေ့ကိုတော့ဘေးကကောင်ကစပွဲတောက်လုပ်ပြစ်လိုက်ပြီးဗျလို့လှမ်းတိုင်ပါတယ်ချူရှောင်းရှောင်းလည်းမျက်လုံးပြူသွားပြီးစပွဲတောက်လုပ်လိုက်တယ်ဟုတ်လားလို့ထပ်မေးတာပေါ့အဲ့ဒီမှာမျိုးစေ့စားလိုက်တဲ့ကောင်လေးကပါစက်နာကအစအနာတွေကိုတုံရင်းနဲ့ဟုတ်တယ်ဗျသူကမျိုးစေ့ကဘာရတာရှိလဲဆိုတာမြည်စမ်းကြည့်ချင်လို့လေကျွန်တော်ကတော့စူးစမ်းကျင်စိတ်ပြင်းပြလွန်းလို့ပါအမရေလို့တောင်းပန်တိုးရှိုးရှာပါတယ်ဗျအဲ့ဒီအချိန်မှာဘေးကကောင်မလေးကလည်းပေါ်လာပြီးအမကြီးကျွန်မကတော့မျိုးစေ့ကို3000အနက်ထိမြုပ်ပေးထားတယ်နော်ဒီလိုဆိုရင်ပို့ပြီးတော့ဘေးကင်းမသွားဘူးလားရှင်လို့ခုံယူဝင်ကြွားစွာပြောလိုက်ပါတယ်ချူရှောင်းရှောင်းလဲစိတ်ပြက်လက်ပြက်နဲ့ကောင်းကင်ပြီး3000နဲ့ကြီးတောင်ဟုတ်လားအဲ့ဒါဆိုဘယ်လိုလုပ်အညောက်ပေါက်တော့မှလဲအေးရဲလို့ညီးတွားလိုက်မိပါတယ်ဗျဒီလိုနဲ့မျိုးစေ့တွေဝေပေးလိုက်တာတပိစနာတော့မပြည့်သေးဘူး40တောင်ပျက်စီးသွားပြီဗျာချူရှောင်းရှောင်းကကဲပါထားလိုက်တော့ကြံတဲ့30လုံးကိုငါစီယူခဲ့ကြစမ်းငါကိုယ်တိုင်ပဲစောင့်ကြည့်ပြီးစိုက်တော့မယ်လို့ပြောပြီးလက်ထဲကမျိုးစေ့ကိုမြေကြီးထဲကိုယ်တိုင်ချလိုက်ပါတယ်ဗျာသူမကအိတ်ထဲကနေရေဘူးကိုထုတ်ကြည့်ပြီးရေကလည်းတိတ်မကြံတော့ဘူးတောက်ဖို့ခြံထားမှရမယ်ဒါနဲ့နေပါဘူးနင်တို့ပုံမှန်ဆိုဘာရေသုံးကြလဲလို့လှမ်းမိလိုက်ပါတယ်ကောင်မလေးကလည်းဝမ်ချွမ်းမြစ်ထဲကရေကိုသုံးတာပေါ့အမရဲ့လို့ဖြေတာနဲ့ချူရှောင်းရှောင်းကသွားပြီးရေနည်းနည်းလောက်ခက်ခဲချင်းစမ်းလို့ခိုင်းလိုက်ပါတယ်ဗျဒီလိုနဲ့ကောင်မလေးဟာရေပုံးဆွဲပြီးရေခတ်ဖို့အတွက်ဝမ်ချွမ်းမြစ်ကမ်းနားကိုပြေးသွားပါတော့တယ်ဗျခက်လာတဲ့ရေပုံးကိုကြည့်ပြီးချူရှောင်းရှောင်းကဒီရေမဲမဲကြီးနဲ့တကယ်ရောအဆင်ပြေပါမလားမသိဘူးနော်လို့စိုးရင်တကြီးရေယိုရင်းအပင်ကိုရေလောင်းပေးလိုက်ပါတယ်ဗျ3ရက်ကုန်လွန်သွားတဲ့အခါမှာတော့ချူရှောင်းရှောင်းကအပင်တွေကိုလိုက်ကြည့်ရင်းငါစိုက်ထားတဲ့ခရမ်းကျင်သီးပင်ကအတီးတောင်တီးနေပြီးဒီ3စိတ်ကတော့ဘာတမ်းမကိုမကြားရသေးပါလားလို့အံ့ဩနေပါတယ်ဘေးကကောင်လေးကလည်းအမရေဒါကြီးကစိုက်လို့မရှင်တော့တာလားမသိဘူးနော်ဒါမှမဟုတ်မြေကြီးကိုပြန်တူးပြီးကြည့်လိုက်ရမလားဗျလို့အကြံပေးပါတယ်ဗျာချူရှောင်းရှောင်းကချက်ချင်းပဲလက်ကပြပြီးမလုံတဲ့ဦးလေးပြန်တူးလိုက်ရင်အကုန်လုံးသွားပြီးပေါ်လို့တားလိုက်ပါတယ်ဗျသူမကစဉ်းစားရင်းနဲ့ဘာလို့ငါစိုက်တဲ့အပင်ကြရှင်ပြီးဒီ3ပင်ကြမရတာလဲမြေကြီးလဲတူတူပဲမျိုးစေ့လဲတူတူပဲလှုပ်ဆောင်ချက်တွေလဲအကုန်တူတူပဲလေချင်းတူးတာလဲတူတူမျိုးစေ့ချတာလဲတူတူမြေဖုံးတာလဲအတူတူပဲကိုရေလောင်းတာလဲအတူတူပဲလေနေဦးရေကြောင်များလားမသိဘူးလို့ဖြေရှာမိသွားပါတယ်ဗျာဒါနဲ့ပဲသူမကအပင်ပေါ်ကခရမ်းကျင်သီးမဲ့ကိုခွဲပြီးမြေကြီးထဲကိုအရင်ညစ်လောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဗျာသူမကစိတ်လှုပ်ရှားစွာနဲ့တစ်ချက်ရှူသွင်းနဲ့နှစ်ချက်ရှူသွင်းနဲ့သုံးချက်ရှူသွင်းနဲ့လို့ရေတွက်နေတဲ့အချိန်မှာပဲမြေကြီးထဲကနေအစိမ်းရောင်အညောက်တွေထွက်လာပါတယ်ဗျာကလေးတွေလည်းဝမ်းသာအားရနဲ့အညောက်ပေါက်လာပြီးပြိုတကယ်ကြီးအညောက်ပေါက်လာပြီးပြလို့အော်ဟစ်ပြီးပြေးလာကြပါတယ်ဗျာချူရှောင်းရှောင်းကလည်းအံ့ဩဝမ်းသာစွာနဲ့ဟောကြီးစန်းတကယ်ကြီးရေကြောင်ဖြစ်နေတာပဲကိုလို့ရေရွလိုက်မိပါတယ်ဗျာကလေးတွေကလည်းလက်ခုပ်တီးပြီးအမလေးတော်လိုက်တာဗျာအမကတော့တကယ်ကိုအစွမ်းထက်တာပဲဒါဆိုကျွန်တော်တို့လည်းနောင်ကြရင်ခရမ်းကျင်တီးစားရတော့မှာပေါ့နော်လို့ပြောရှင်စွာအော်ဟစ်ကြနေကြတယ်ဗျာချူရှောင်းရှောင်းကအပင်တွေကိုကြည့်ရင်းနဲ့မျိုးစေ့တွေရေးပဲလောနေမိတာကိုတောင်စားလို့စာမှန်မေးနေပါလားလို့တကူလည်းရေရွလိုက်မိတယ်ဗျာပြီးတော့သူမကအပင်ပေါ်ကခရမ်းကျင်တီးတစ်လုံးကိုစွပ်ပြီးအားရပါရကြိုက်စားလိုက်ရင်အရန်အရသာရှိတာပဲလို့ကြွင်းတွေ့နေတာပေါ့ဗျာအဲ့ဒီအချိန်မှာပဲအနားကိုလူတစ်ယောက်ရှောက်လာပါတယ်အနမ်းရလို့လိုက်လာတာထင်ပါရဲ့ဗျာချူရှောင်းရှောင်းကလှည့်ကြည့်လိုက်ပြီးဒီလူလဲစားချင်လို့လားမသိဘူးလို့တွေးမိတာနဲ့ရှင်ကောမြည်ကြည့်အောင်မလားလို့ကမ်းပေးလိုက်တာပေါ့ဗျာဒါပေမဲ့အဲ့ဒီလူကတည်ငြိမ်လာတဲ့အမူအရာနဲ့ငါက18ထက်မြောက်ငရဲတခင်ပဲလို့မိတ်ဆက်ပါတယ်ဗျချူရှောင်းရှောင်းကလည်းသိပါတယ်လို့ပြုံးပြုံးလေးပဲပြန်ပြောလိုက်တာပေါ့ငရဲတခင်ကခရမ်းကျင်တီးကိုကြည့်ပြီးငါ့ကိုမင်းရဲ့ပေးကမ်းမှုကိုမလိုချင်ဘူးလို့ညှင်းဆိုလိုက်ပါတယ်ဗျာချူရှောင်းရှောင်းကလည်းရှင်ကလည်းဒါကပေးကမ်းတာမဟုတ်ပါဘူးတခင်ကကျမကိုဒီမြေကွက်ပေးထားလို့ကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါလို့ရှင်းပြလိုက်ပါတယ်ဗျအဲ့ဒီတော့မှငရဲတခင်ကခရမ်းကျင်တီးကိုယူပြီးတကိုက်ကိုက်စားကြည့်လိုက်ပါတော့တယ်ဗျာသူကစားပြီးတာနဲ့ရင်ထဲကနေဒါကချူချင်ရတာပဲကိုလို့ခံစားလိုက်ရပြီးမင်းနာမည်ဘယ်လိုခေါ်လဲလို့မေးပါတယ်ဗျသူမကလည်းချူရှောင်းရှောင်းလို့ခေါ်ပါတယ်လို့လန်းလန်းဆန်းဆန်းလေးဖြေလိုက်တာပေါ့ငရဲတခင်ကလည်းချူရှောင်းရှောင်းဆိုတဲ့နာမည်ကိုစိတ်ထဲမှတ်သားထားလိုက်ပါတယ်ဗျာသူကစားပြီးတာနဲ့လှည့်ထွက်သွားဖို့လှုပ်လို့ချူရှောင်းရှောင်းကအာရှင်ကဒီတိုင်းကြီးသွားတော့မလို့လားလို့လှမ်းမေးတာပေါ့ဗျာငရဲတခင်ကလည်းတခြားကိစ္စရှိသေးလို့လားလို့ပြန်မေးတော့သူမကဘာမှမဟုတ်တော့ပါဘူးလို့ညင်းလိုက်ပါတယ်ဗျဒါနဲ့ငရဲတခင်ကနောက်ဆိုအချိန်တွေအများကြီးရှိပါသေးတယ်လို့ပြောပြီးမိကိုမဲရောင်တွေနဲ့အတူကွယ်ပြောက်သွားပါတော့တယ်ဗျာချူရှောင်းရှောင်းကလည်းနောက်ဆိုအချိန်တွေအများကြီးရှိသေးတယ်ဟုတ်လားအဲ့ဒါဘာအတိတ်ပဲလဲသူကနောက်ထပ်လာဦးမလားမသိဘူးလို့စဉ်းစားကန်ဖွင့်နေမိတာပေါ့ဗျာဘေးကကောင်မလေးကလည်းသူမအနာကိုကပ်လာပြီးအမရေမောတခင်ကြီးပြုံးသွားတယ်နော်သူတကယ်ကြီးပြုံးသွားတာဗျကျမတေတာနှစ်ပေါင်းရချီနေပြီးသူပြုံးတာပထမဆုံးအချိန်မြင်ဘူးတာပြောလို့လာပြောပါတယ်ဗျာချူရှောင်းရှောင်းကတော့အပင်လေးတွေကိုပြန်ကြည့်ရင်အပင်တွေတော်တော်တန်တာပဲဒီ3ပင်အဖက်တင်ပြီးအတီးတီးလာရင်မျိုးစေ့ချန်ထားပြီးစိုက်ပျိုးမှုကိုပို့ချက်ရမယ်လို့စီမံကိန်းတွေဆွဲနေတာပေါ့ဗျာအဲ့ဒီအချိန်မှာပဲအနောက်ကနေမိမဆိုးတွေခြံရံပြီးမိုးအဖွားကရှောက်လာပါတယ်ဗျာအမူအရာတွေကတော့ဟိတ်ဟန်အပြည့်ပါပဲဘေးကကောင်မလေးကလည်းမုံအဖွားလို့လက်ဖြန့်ပြီးရေရွတ်လိုက်မိတာပေါ့ဗျာမုံအဖွားကချူရှောင်းရှောင်းကိုကြည့်ပြီးညီကခရမ်းကျင်တီးစိုက်ပျိုးအောင်မြင်တဲ့ကောင်မလေးပေါ်လို့မေးပါတယ်ချူရှောင်းရှောင်းကလည်းဟုတ်ပါတယ်ဒါကခရမ်းကျင်တီးလေးလို့ဖြေတာပေါ့ဗျာမုံအဖွားကအပင်ကိုကြည့်ပြီးဒါကခရမ်းကျင်တီးပေါ့ဟုတ်လားလို့စိတ်ဝင်စားရေရွတ်နေလို့ချူရှောင်းရှောင်းကအတီးတစ်လုံးကိုစွပ်ပြီးဟုတ်တယ်ရှင်ကောမြည်ကြည့်အောင်မလားလို့ကမ်းပေးလိုက်ပါတယ်ဗျမုံအဖွားကလည်းအံ့ဩသွားပြီးငါ့ကိုကြွေးမလို့လားလို့မေးတာပေါ့ဗျာချူရှောင်းရှောင်းကလည်းရပါတယ်ဘာပဲဖြစ်ဖြစ်ကျမလည်းအကုန်မစားနိုင်ပါဘူးလို့လောကုပြုလိုက်ပါတယ်ဗျာမုံအဖွားကခရမ်းကျင်တီးကိုလက်ထဲယူပြီးအနံ့ကိုအตาရနမ်းကြည့်လိုက်ပါတယ်ဗျာသူမကစိတ်လှုပ်ရှားစွာနဲ့အနံ့ရှိတယ်ဗျာကျမအနံ့ရနေပြီးနှစ်ပေါင်းဘယ်လောက်တောင်ရှိသွားပြီလဲမသိဘူးအနံ့ဆိုတာဘာလဲဆိုတာတောင်ကျမမေ့နေခဲ့တာလို့ပြောရင်မျက်ရည်တွေတောင်ကျလာရှာပါတယ်ဗျာပြီးတော့သူမကခရမ်းကျင်တီးကိုကိုက်စားကြည့်ပြီးဝမ်းနေဝမ်းသာနဲ့ရှိုက်ကြည့်တင်ငိုပါတော့တယ်ဗျာချူရှောင်းရှောင်းကလည်းလန့်သွားပြီးရှင်ဘာဖြစ်လို့လဲအရသာမရှိလို့လားလို့စိုးရင်တကြီးမိလိုက်တာပေါ့ဗျာမုံအဖွားကမျက်ရည်တွေကိုတုံရင်းအိုးအရသာရှိလွန်းလို့ပါအရန်ကိုအရသာရှိလွန်းလို့ပါလို့ပြောပြီးအားရပါရဆက်စားပါတော့တယ်ဗျာ
ပြီးတော့သူမကချူရှောင်းရှောင်းကိုကောင်မလေးကြီးမှာဒီခရမ်းကျင်တီမျိုးစေ့ဘလောက်တောင်ကြံသေးလဲလို့လှမ်းမိပါတယ်ချူရှောင်းရှောင်းကလည်းမရှိတော့ဘူးဗျာမျိုးစေ့တွေအကုန်ဝေပေးလိုက်လို့အခုဒီပင်လေးပင်ပဲကြံတော့တာလို့ပြန်ဖြေလိုက်တာပေါ့ဗျာမုံဖွားကလည်းလေးပင်ပဲလာလို့စိတ်မကောင်းဖြစ်သွားပြီးအဲ့ဒါဆိုညီရဲ့အပင်တွေအတီးတီးလာရင်ငါ့ကိုမျိုးစေ့နည်းနည်းလောက်ချန်ပေးပါဦးနော်ငါလည်းစိုက်ချင်လို့ပါလို့တောင်းဆိုပါတော့တယ်ဗျာချူရှောင်းရှောင်းကလည်းရှင်လဲစိုက်ချင်လို့လာလို့မေးလိုက်တာပေါ့ဗျာမုံဖွားကလည်းစိုက်ချင်တာပေါ့ငါကတော့စွပ်ပြုတ်တွေချက်ရတာနဲ့တင်ညီငွေလာပြီးအကယ်၍ဒီလိုအပင်မျိုးကိုသာစိုက်ပြိုးနိုင်မယ်ဆိုရင်နောက်ကျရင်ငါ့ကိုလည်းလူတွေကအရသာရှိလိုက်တာလို့ချီးကျူးကြမှာပေါ့လို့မျှော်လင့်ချက်တွေအပြည့်နဲ့ပြောလိုက်တယ်ဘေးကချူရှောင်းရှောင်းကလည်းသဘောကျနေတာပေါ့ဗျာအဲ့ဒီအချိန်မှာပဲအနာကိုငရဲပြည်ရဲ့တရားသူကြီးချုပ်ရောက်လာပါတယ်ဗျသူကဘေးကလူတွေကိုဖယ်ကြလို့လှမ်းអော်ပြီးရှောက်လာတာပေါ့သူကဟိတ်ဟန်အပြည့်နဲ့ရှောက်လာပြီးညီကငရဲပြည်မှာခရမ်းကျင်တီစိုက်ပြိုးအောင်မြင်တဲ့လူသားမလေးလားလို့မေးလိုက်တာပေါ့ဗျာချူရှောင်းရှောင်းကလည်းဟုတ်ပါတယ်ဘာဖြစ်လို့လဲလို့ပြန်ဖြေလိုက်တာပေါ့တရားသူကြီးကအပင်တွေကိုကြည့်ပြီးငရဲပြည်3000တက်တန်းတစ်လျှောက်မှာဘာအပင်မှမပေါက်ဘူးညီရဲ့ခရမ်းကျင်တီတွေကလာလန်းမတန်ဘူးငါစစ်ဆေးဖို့တင်ရမယ်လို့ပြောပြီးတိမ်ဖို့လုပ်ပါတော့တယ်ဗျာချူရှောင်းရှောင်းလည်းဒေါသထွက်သွားပြီးရှင်ပါပြောတယ်စစ်ဆေးမယ်ဟုတ်လားလို့ပြန်អော်လိုက်တာပေါ့တရားသူကြီးကလည်းသူကငရဲပြည်ရဲ့တရားသူကြီးမို့လို့စစ်ဆေးဖို့တာဝန်ရှိတယ်လို့အတင်းကျပ်လုပ်နေတာပေါ့ဗျာသူမကလည်းတာဝန်ရှိတာလဲဂယုမဆိုင်ဘူးလို့ပြန်អော်လိုက်တဲ့အခါတရားသူကြီးကဒေါသထွက်ပြီးငါကကောင်းကောင်းမွန်မွန်ပြောနေတာကိုနားမထောင်ရင်တော့မညာဘူးလို့ပြောပြီးသူ့ရဲ့ဘီလူးယုံနဲ့အဆောင်ကြီးနှစ်ယောက်ကိုလှုပ်လိုက်ပါတော့တယ်ဗျာချူရှောင်းရှောင်းကလည်းအပင်တွေရှိကပြီးဘသူရဲလဲလာခဲ့လို့ပြန်စိန်ခေါ်လိုက်တာပေါ့တရားသူကြီးကလည်းလူသားတယောက်ရဲ့ဝိညာဉ်ကငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့ဖမ်းဆီးလိုက်ဆန်းလို့အမိတ်ပေးလိုက်ပါတယ်ဗျအဆောင်ကြီးတွေကအပင်တွေကိုဖျက်ဆီးဖို့လုပ်နေတော့မှပဲထူးဆန်းတဲ့လူတယောက်ရောက်လာပြီးတရားသူကြီးကိုတားဆီးလိုက်ပါတော့တယ်ဗျာအဲ့ဒီလူကတင်းငင်လာတဲ့အမူအရာနဲ့ဒီမြေကွက်ကသူမပိုင်တာလို့ငါပြောထားတယ်မင်းမကြောက်ဘူးလားလို့မေးလိုက်တာပေါ့ဗျာတရားသူကြီးလည်းအဲ့ဒီလူကိုမြင်တာနဲ့လက်ထန်သွားပြီးမော်တခင်ကြီးလို့ရေရွတ်လိုက်မိတာပေါ့ဗျာသူကဆက်ပြီးတော့ကျွန်တော်မျိုးကတာဝန်အရလာစစ်ဆေးတာပါဒီခရမ်းကျင်တီတွေကလာလမ်းမတက်လို့ပါလို့ကြောက်လက်လက်နဲ့ရှင်းပြရှာပါတယ်ဗျာဒါပေမဲ့မော်တခင်ကြီးကအေးစစ်စစ်ပဲငါမြည်စမ်းပြီးပြီလို့ပြောလိုက်တာပေါ့ဗျာတရားသူကြီးလည်းအံ့ဩသွားပြီးတခင်ကြီးညီးစမ်းပြီးပြီဟုတ်လားအဲ့ဒါဆိုရင်တော့ပြဿနာမရှိပါဘူးတခင်ကြီးညီးစမ်းပြီးပြီဆိုရင်စစ်ဆေးစရာမလိုတော့ပါဘူးကျွန်တော်မျိုးပြန်มาတော့မယ်လို့ပြောပြီးစုတ်ခွာဖို့လုပ်တာပေါ့ဗျာဒါပေမဲ့မောတခင်ကြီးကနေဦးလို့လှမ်းတားလိုက်ပြီးပြန်ရင်ငရဲမင်းကြီးကိုပါပြောလိုက်ဦးဒီမြေကွက်ကိုငါယူလိုက်ပြီးနောက်ထပ်ဘသူမဆိုလာပြီးပြဿနာရှာခြင်းရင်သူ့ကိုကိုယ်တိုင်လာခဲ့ဖို့ပြောလိုက်လို့အပြက်ပြောလိုက်ပါတော့တယ်ဗျာတရားသူကြီးလည်းကြောက်လန့်တကြားနဲ့ဟုတ်ကဲ့ပါကြွအနော်မျိုးတေချာပေါက်သတင်းပါလိုက်ပါမယ်လို့ပြောပြီးအမြန်ပဲထွက်ပြေးသွားပါတော့တယ်ဗျာချူရှောင်းရှောင်းကမောတခင်ကြီးကိုကြည့်ပြီးရှင်ကငရဲမင်းကြီးကိုအဲ့လိုမျိုးပြောခိုင်းလိုက်တာငရဲမင်းကြီးကစိတ်မဆိုးဘူးလားလို့မေးတာပေါ့ဗျာသူကလည်းမဆိုးပါဘူးလို့တိုးတုတ်ပဲဖြေပါတယ်ဗျာချူရှောင်းရှောင်းလည်းစိတ်ထဲကနေဒီလူကတော့တကယ်ကိုစကားနေတဲ့လူပဲလို့တွေးနေမိတာပေါ့အဲ့ဒီအချိန်မှာမောတခင်ကြီးကသူမကိုအစိမ်းရောင်မျိုးစေ့လေးတွေကမ်းပေးလိုက်ပါတယ်ဗျာသူမကလည်းဒါကဘာမျိုးစေ့လဲလို့မေးတော့သူကတခွားတီးမျိုးစေ့လေးညီရဲ့ခရမ်းကျင်တီတွေကစားလို့မလောက်ဘူးတခြားဟာတွေပါတိုးပြီးစိုက်ဦးလို့ပြောတာပေါ့ဗျာသူမကလည်းဒါတွေကိုဘယ်ကရတာလဲလို့အောက်ကကြီးမေးလိုက်တာပေါ့ဗျသူကလည်းအဆောင်တွေဖြစ်တဲ့လူမဲနဲ့လူဖြူကိုလူပြည်ကနေတွားယူခိုင်းထားတာနောက်ဆိုရင်လည်းပို့ပြီးယူခိုင်းလိုက်မယ်လို့ဖြေပါတယ်ဗျချူရှောင်းရှောင်းလည်းဝမ်းသာသွားပြီးကျေးဇူးပဲနော်လို့ပြောလိုက်တာပေါ့မောတခင်ကြီးကလည်းလှည့်ထွက်သွားဖို့လှုပ်လို့ချူရှောင်းရှောင်းကလှမ်းမေးလိုက်ပါတယ်ဗျရှင်ကဘာဖြစ်လို့ကျမကိုကူညီပေးရတာလဲလို့မေးလိုက်တာပေါ့သူကလှည့်ကြည့်ပြီးညီရဲ့ခရမ်းကျင်တီကြောင့်ငါဟာနှစ်ပေါင်း3000အတွင်းပထမဆုံးအကြတေးရတာကိုခန်းစားဘူးလားဒီကျေးဇူးကိုငါပြန်ဆက်ရမှာပေါ့လို့ပြောပြီးထွက်ခွာသွားပါတော့တယ်ဗျချူရှောင်းရှောင်းလည်းနှစ်ပေါင်း3000ဟုတ်လားဒီလူကတကယ်ပဲဘလို့လူမျိုးလဲမသိဘူးလို့စဉ်းစားနေမိတာပေါ့ဗျာပြီးတော့လက်ထဲကမျိုးစေ့တွေကိုကြည့်ပြီးခရမ်းကျင်တီးရဲ့တခွားတီးရဲ့နောက်ဆိုရင်တခြားပင်တွေလည်းအများကြီးစိုက်အောင်မယ်ငါကတော့ဒီငရဲပြည်မှာဟင်းသီးဟင်းရွက်စိုက်ခင်းကြီးတစ်ခုဖြစ်အောင်စိုက်ပျိုးဖြစ်မယ်လို့စိတ်ကူးရင်နေတော့မှပဲကောင်းကင်ဘော်ကနေဘောရင်ကြီးတစ်စီးဆင်းသက်လာပါတော့တယ်ဗျာဘေးကလူတွေကလည်းဟောငရဲမင်းကြီးကြွလာပြီးလို့ဝမ်းသာအားရအော်ဟစ်လိုက်ကြတာပေါ့ဗျာချူရှောင်းရှောင်းလည်းလန့်သွားပြီးအမလေးလာလိုက်တာလဲမြန်လိုက်တာလို့ရေရိုရင်းအခြေအနေတွေကိုရင်ဆိုင်ဖို့ပြင်ဆင်လိုက်ပါတော့တယ်ဗျာအဲ့အချိန်မှာဘေမီကလည်းမလာလေးတယောက်ကဒူးထောက်ဆန်းလို့အမိတ်ပေးလိုက်ပါတယ်ဗျာချူရှောင်းရှောင်းကလည်းဘာဖြစ်လို့ဒူးထောက်ရမှာလဲလို့မေးလိုက်တဲ့အခါဘေးကလူကစကားမများနဲ့ဥစွာဒူးထောက်ထားလိုက်လို့တတိပေးရှာတယ်ဗျာအဲ့ဒီအချိန်မှာပဲဟိတ်ဟန်အပြည့်နဲ့ရှောက်လာတာကတော့ငရဲမင်းကြီးပါပဲဗျာသူကရှောက်လာပြီးခရမ်းကျင်တီတစ်လုံးကိုဆွယူလိုက်တဲ့အခါချူရှောင်းရှောင်းခင်ဗျာကျမရဲ့ခရမ်းကျင်တီလေးလို့နှမျောတတអော်လိုက်မိတာပေါ့ငရဲမင်းကြီးကခရမ်းကျင်တီကိုကိုက်စားလိုက်ပြီးဒါကိုဘယ်သူစိုက်တာလဲလို့မေးလိုက်ပါတယ်ဗျာချူရှောင်းရှောင်းကကျမစိုက်တာပါလို့ဖြေလိုက်တော့သူကထက်ရှိသေးလားလို့မေးတာပေါ့ဗျာသူမကလည်းရှိပါသေးတယ်လို့ပြန်ဖြေလိုက်တာပေါ့ငရဲမင်းကြီးကအားရပါရထက်ကိုက်စားရင်ငါ့ကိုနောက်ထပ်တစ်လုံးပေးဦးလို့ပြောလိုက်ပါတယ်ဗျာချူရှောင်းရှောင်းကဘာလဲလို့နားမလဲတယ်လို့မေးလိုက်တဲ့အခါငါပြောတာနောက်ထပ်တစ်လုံးပေးဦးလို့ဒီကောင်ကတကယ်ကိုအရသာရှိတာဗျာလို့သဘောကျပြီးအော်ပြောလိုက်ပါတော့တယ်ဗျာအဲ့ဒီအချိန်မှာပဲတရားသူကြီးကရောက်လာပြီးငရဲမင်းကြီးဗျာဒီခရမ်းကျင်တီတွေကလာလမ်းမတန်းတာကိုအရှင်ကဘာဖြစ်လို့ဒီလောက်တောင်အလွယ်တကူစားနေရတာလဲလို့လှမ်းတာပေါ့ဗျာငရဲမင်းကြီးကလည်းဘသူကလာလမ်းမတန်းဘူးပြောလဲငါစားနေတာတော်တော်လေးလမ်းမှန်နေတာပဲချိုချင်းချင်းနဲ့တကယ်ကိုစားလို့ကောင်းတယ်ဗျာလို့ပြန်ပြောလိုက်တာပေါ့ပြီးတော့သူမကိုကြည့်ပြီးညီနာမည်ကဘသူလဲလို့မေးလိုက်ပါတယ်ဗျာသူမကလည်းကြောက်လန့်နဲ့ချူရှောင်းရှောင်းပါလို့ဖြေတာပေါ့ဗျငရဲမင်းကြီးကချူရှောင်းရှောင်းဟုတ်လားညီပါရီလိုအလဲလို့မေးလိုက်တဲ့အခါသူမကဘာကိုလဲလို့နားမလဲဖြစ်သွားတာပေါ့သူကဆက်ပြီးတော့စိုက်ပြဖို့အတွက်ဘာရီလိုအလဲမျိုးစေ့လားကရိယာလားဒါမှမဟုတ်လူအင်အားလားညီးတာပြောစီစဉ်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဗျချူရှောင်းရှောင်းလဲစိတ်ထဲကနေကောင်းကင်ကမုတ်ဖက်ထုတ်ကြီးပြုတ်ကျလာတာပဲလို့တွေးပြီးဝမ်းသာသွားတာပေါ့သူမကကျမကိုမျိုးစေ့တွေလိုချင်ပါတယ်လူပြည်ကယူလာတဲ့မျိုးစေ့တွေကကုံတော့မှမို့လို့တဲ့ရောက်ကိုလူပြည်ကနေတွားယူခိုင်းပေးပါလို့တောင်းဆိုလိုက်တာပေါ့ဗျာငရဲမင်းကြီးကလည်းအဆောင်တွေဖြစ်တဲ့လူမဲနဲ့လူဖြူကိုတွားယူခိုင်းလိုက်မယ်လို့အလွယ်တကူပဲသဘောတူလိုက်ပါတယ်ဗျာပြီးတော့တခြားပါလို့သေးလဲလို့ထပ်မေးတဲ့အခါသူမကရေလဲလိုချင်ပါတယ်လူပြည်ကရေကိုပဲတုံးရမှာမို့လို့ပါလို့ပြောတာပေါ့ဗျာသူကလည်းအဲ့ဒါကိုလည်းလူမဲနဲ့လူဖြူကိုပဲလုပ်ခိုင်းလိုက်မယ်တခြားကောဘာလို့သေးလဲလို့မေးပြန်တယ်ဗျာသူမကမြေကွက်လဲလိုချင်ပါတယ်ဒီမြေကွက်ကသေးလုံးလို့ပို့ပြီးတော့ချက်ချင်လို့ပါလို့ပြောလိုက်တာပေါ့ငရဲမင်းကြီးကလည်းသဘောကြီးစွာနဲ့ဒီနေရာကနေအရှိဘက်300မူအထီညီပဲယူလိုက်တော့လို့ပေးလိုက်ပါတော့တယ်ဗျာ
ချူရှောင်းရှောင်းလဲ300မူတောင်လာဆိုပြီးအံ့ဩသွားတာပေါ့ဗျာသူကတခြားလိုလားရှိသေးလားလို့မေးတော့မရှိတော့ပါဘူးလောလောဆယ်မရှိတော့ပါဘူးလို့ကြပြကြရညင်းလိုက်ရှာတယ်ဗျငရဲမင်းကြီးလဲသဘောကျသွားပြီးကောင်းပြီဒီနေ့ကစပြီးညီကငရဲပြည်ရဲ့စိုက်ပျိုးရေးအရာရှိပဲစိုက်ပျိုးရေးကိစ္စအားလုံးကိုတာဝန်ယူရမယ်ယာတို့ကလည်းတရားသူကြီးနဲ့တန်းတူပဲလို့ကြေညာလိုက်ပါတော့တယ်ဗျသူကသူမအနာကိုကပ်ပြီးငါမှတောင်းဆိုချက်တစ်ခုပဲရှိတယ်အများကြီးသာတိုးပြီးစိုက်ပျိုးပေးစမ်းပါလို့ပြောပြီးခဲ့သွားကြဆိုညီရဲ့အပင်ပေါက်အစ်စ်3ပင်ကိုသွားကြည့်ရအောင်လို့ခေါ်ပြီးရှောက်လာခဲ့ကြတာပေါ့ဗျာဒါပေမဲ့အပင်ဆိုင်တဲ့နေရာကိုရောက်တဲ့အခါချူရှောင်းရှောင်းတယောက်အပင်ပေါက်လေးတွေမရှိတော့လို့ကျမရဲ့အပင်ပေါက်လေးတွေဘယ်ရောက်သွားတာလဲလို့လန့်အော်လိုက်မိတာပေါ့ဗျာသူမကမြေကြီးကိုစမ်းတက်ကြည့်ပြီးမြေကြီးကအစ်စ်တူးထားတာပဲကိရိယာတွေနဲ့တူးသွားတာအပင်ပေါက်တွေကိုအခုလေးတင်လာနှုတ်သွားတာလို့သိလိုက်ရပြီးတခိုးသွားတာလဲလို့ဒေါသကြီးနဲ့အော်ဟစ်လိုက်ပါတော့တယ်ဗျာဘေးကကလေးလေးတွေလည်းကြောက်လန့်ပြီးကျွန်တော်တို့မဟုတ်ပါဘူးကျွန်တော်တို့ကငရဲမင်းကြီးနောက်ပဲတောက်လျှောက်လိုက်နေတာပါလို့ကြောက်လန့်နဲ့ညှင်းရှာတာပေါ့ဗျာငရဲမင်းကြီးလည်းဒေါသအိုးပေါက်ကွဲသွားပြီးဘလောက်တောင်တတိကောင်းတဲ့ကောင်လဲငါမျက်စိရှိတင်ပစ္စည်းလာခိုးရဲတယ်ပေါ့ငါ့ကိုအေးမဆိုင်တာလားလို့ဟိဟောက်လိုက်ပါတော့တယ်ဗျာအဲ့ဒီအချိန်မှာပဲမော်တခင်ကြီးကအမောင်ထုထဲကနေထွက်လာပြီးတရားသူကြီးမင်းရဲ့လက်အင်ကြီးထဲမှာဘာတွေရှိနေတာလဲလို့မေးလိုက်ပါတယ်ဗျာတရားသူကြီးလည်းလက်ဖြန့်သွားပြီးဘာမှမရှိပါဘူးလို့ညှင်းရှာတာပေါ့ဗျာမော်တခင်ကြီးကတင်းငိန်လာတဲ့လေတန်းနဲ့ထုတ်ပြဆန်းလို့အမိန်ပေးလိုက်တဲ့အခါတရားသူကြီးလည်းမတက်တာပဲလက်ထဲကအပင်ပေါက်လေးကိုထုတ်ပြလိုက်ရပါတော့တယ်ဗျာချူရှောင်းရှောင်းလည်းအပင်ပေါက်လေးကိုမြင်တာနဲ့ကျမရဲ့အပင်ပေါက်လေးဒါကဘလောက်တောင်တမိုးရှိလဲရှင်သိရလားလို့ဒေါသကြီးနဲ့လှမ်းអော်လိုက်ပါတော့တယ်ဗျာချူရှောင်းရှောင်းကတော့ကြံခဲ့တဲ့အပင်ပေါက်3ပင်ကိုကြည့်ပြီးမျိုးစိ9ဆေးပဲရှိတာကိုအခုတော့3ပင်ပဲကြံတော့တယ်ဆိုပြီးစိတ်မကောင်းဖြစ်နေရှာတယ်အဲ့ဒီအချိန်မှာပဲငရဲမင်းကြီးကဒေါသတကြီးနဲ့တရားသူကြီးလို့လှမ်းခေါ်လိုက်တော့တာပေါ့ဗျာတရားသူကြီးလည်းလမ်းဖြန့်သွားပြီးငရဲမင်းကြီးကျွန်တော်မျိုးကရိုးရိုးသားသားပဲလို့ပြောတာကိုငရဲမင်းကြီးကဖျက်ပြောလိုက်ပြီးဘာရိုးသားတာလဲငါလာတဲ့အချိန်ကျမှစိုက်ပျိုးရေးအရာရှိရဲ့အပင်တွေကိုခိုးရဲတယ်ပေါ့လို့ဟိဟောက်လိုက်ပါတော့တယ်ဗျာတရားသူကြီးကလည်းကျွန်တော်မျိုးခိုးတာမဟုတ်ပါဘူးခရမ်းကျင်သည်တွေကထူဆန်းလုံးလို့ပြဿနာရှိမှဆိုလို့စစ်ဆေးကြည့်တာပါလို့စင်ကြေပေးရှာတာပေါ့ငရဲမင်းကြီးကလည်းပြဿနာရှိတယ်ဟုတ်လားမင်းပြောချင်တာကငါကပြဿနာရှိတဲ့အရာတွေကိုစားမိတယ်လို့ပြောချင်တာလားလို့ဒေါသတကြီးမေးလိုက်တဲ့အခါတရားသူကြီးခံရမှာမဟုတ်ပါဘူးကျွန်တော်မျိုးအဲ့လိုသဘောမရပါဘူးလို့ကြပြကြရညှင်းရှာတာပေါ့ဗျာငရဲမင်းကြီးကဒါဆိုမင်းကဘာသဘောလဲတရားသူကြီးမင်းကနောက်ကိုလိုက်လာတာဘလောက်တောင်ကြပြီလဲလို့မေးလိုက်တဲ့အခါ3000နဲ့ရှိပါပြီလို့တရားသူကြီးကတုံယူနဲ့ဖြေရှာတယ်ဗျငရဲမင်းကြီးလည်းပို့ပြီးစိတ်ဆိုးသွားက3000 2000ရှိပြီဖြစ်တဲ့လူဟောင်းတယောက်ကဒီလောက်အခြေခံကြတဲ့စီကံကိုတောင်မသိရသလားလို့အော်ဟစ်လိုက်ပါတော့တယ်ဗျတရားသူကြီးလည်းကြောက်လန့်ပြီးငရဲမင်းကြီးအသက်ချမ်းသာပေးပါလို့အခါတောင်းပန်တိုးရှိုးရှာတာပေါ့ငရဲမင်းကြီးကမင်းကနောက်လိုက်လာတဲ့3000နှစ်အောက်မေ့ပြီးအသက်ကိုတော့ချမ်းသာပေးမယ်ဒီနေ့ကစပြီးမင်းကိုစိုက်ပျိုးရေးအရာရှိစီမှာအစီကံအဖြစ်အလုပ်ကျွေးပြုဖို့ဆေးလွတ်လိုက်မယ်သူခိုင်းတာမှန်သမျှအကုန်လုပ်ရမယ်လို့အမိန့်ချမှတ်လိုက်ပါတော့တယ်ဗျာတရားသူကြီးကကျွန်တော်မျိုးကတရားသူကြီးတယောက်ပါအခုတော့လဲသွားဆိုင်ခိုင်းရလားလို့မကြည်မနဲ့ရေယုံမိတဲ့အခါငရဲမင်းကြီးကဘာလဲမလုပ်ချင်ဘူးလားဒါဆိုရင်တော့မင်းကိုငရဲ18ထက်စီပို့လိုက်ပြီးမော်တခင်ကြီးကိုကောင်းကောင်းအခန့်ခိုင်းရမလားလို့ချင်းချောက်လိုက်တော့တာပေါ့တရားသူကြီးလည်းကြောက်လန့်နဲ့ကျွန်တော်မျိုးလုပ်ပါမယ်လို့သဘောတူလိုက်ရပါတော့တယ်ဗျာငရဲမင်းကြီးကချူရှောင်းရှောင်းကိုကြည့်ပြီးဒီလူကိုနောက်ပိုင်းကြီးပဲအုပ်ချုပ်တော့သူဘာသာမကက်ရင်ငါ့ကိုဓာတ်ရိုက်လာတိုင်လို့ရတယ်လို့ပြောလိုက်တာပေါ့ချူရှောင်းရှောင်းလည်းစိတ်ထဲကနေငါလိုမှပြီးအဖမ်းခံရတဲ့လူမွဲလေးကအခုတော့တရားသူကြီးကိုတောင်ခိုင်းလို့ရနေပြီပဲလို့တွေးပြီးပြောသွားတာပေါ့ပြီးတော့ငရဲမင်းကြီးကိုကျမရဲ့အပင်လေးတွေကအသက်ရှင်နိုင်အောင်မလားလို့မေးရှာတယ်ဗျသူမကအပင်လေးကိုကြည့်ပြီးချက်ချင်းပြန်ဆိုင်မှာပဲခရမ်းကျင်တီးရီလေးတွေထပ်လောင်းပေးရင်တော့အသက်ရှင်နိုင်လောက်တယ်လို့တွေးနေတာပေါ့အဲ့ဒီအချိန်မှာငရဲမင်းကြီးကတရားသူကြီးကိုဘာရက်ကြည့်နေတာလဲတွားပြီးကျင်းမတူပေးသေးဘူးလို့ငေါက်လိုက်တဲ့အခါတရားသူကြီးလည်းကျွန်တော်တူပေးပါမယ်လို့ဆိုပြီးချက်ချင်းပဲကျင်းတူပေးရှာတယ်ဗျချူရှောင်းရှောင်းကလည်းကျင်းတုံးကျင်းတူပေးပါတလက်မနဲ့နှစ်ပေစီကွာပါစေလို့လှမ်းခိုင်းတာပေါ့ပြီးတော့သူမကခရမ်းကျင်တီးကိုခွဲပြီးအပင်လေးတွေပေါ်ကိုအရင်ညှစ်ချပေးရင်ရှင်မရှင်ကတော့ကတရားပေါ်ပဲမူတည်တော့တယ်လို့တွေးနေရှာတာပေါ့ငရဲမင်းကြီးကလည်းညီးဆိုင်တဲ့ဟင်းဒီဟင်းရွက်တွေကိုငါမြည်စမ်းမှုစောင့်နေမယ်လို့ပြောပြီးဝေါ်ရင်ကြီးနဲ့ပြန်ကြွသွားပါတော့တယ်ဗျာချူရှောင်းရှောင်းလဲတက်ပြင်းချရင်တော်သေးတာပေါ့တွားရက်လေပြီလို့ရေရွတ်လိုက်မိတယ်ပြီးတော့တရားသူကြီးစီရှောက်လာပြီးခဲ့တရားသူကြီးမင်းအခုကစပြီးကျမနဲ့အတူလဲဆိုင်ရတော့မယ်နော်ရှိနေကြတဲ့ကကြိုပြောထားမယ်ရှင်ရင်ကဘာယာတူပဲရှိအခုတော့အလုပ်လုပ်ရမယ်ကျမကတော့လူပြင်းတွေကိုအလကားမကျွေးဘူးနော်လို့ခါထောက်ပြီးပြောလိုက်တာပေါ့တရားသူကြီးလည်းစိတ်တက်ကြစွာနဲ့အားလုံးတခင်မလေးအမိတ်တိုင်းပါပဲပြားလို့ပြန်ပြောရှာတယ်အဲ့ဒီနောက်ချူရှောင်းရှောင်းကမုတ်ဖို့စီသွားပြီးကျမရဲ့တခွားသီးမျိုးစေ့တွေမဆိုင်ရသေးဘူးအခုဒီပင်3ပင်ကိုကူကြည့်ပေးပါဦးကျမတခွားသီးသွားဆိုင်လိုက်အောင်မယ်လို့အိတ်လေးကင်ပြီးပြောတာပေါ့မုတ်ဖို့ကလည်းပြဿနာမရှိပါဘူးလို့လက်ခံလိုက်ပါတယ်ဗျာချူရှောင်းရှောင်းလည်းလမ်းမှာမော်တခင်ကြီးနဲ့တွေ့တော့မော်တခင်ကြီးကျေးဇူးတင်ပါတယ်နော်လို့နှုတ်ဆက်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ထွက်သွားပါတော့တယ်ဗျာမော်တခင်ကြီးကဘာလို့ကျေးဇူးတင်တာလဲလို့မေးလိုက်တဲ့အခါချူရှောင်းရှောင်းကတရားသူကြီးရဲ့လက်အင်ကြီးထဲမှာအပင်ပေါက်လေးတွေရှိမှန်းတခင်ကြီးတာမသိရင်တခိုးသွားလဲဆိုတာသူမသိမှာမဟုတ်ဘူးလို့ဆိုပြီးဝမ်းသာအားရပြောနေတာပေါ့ပြီးတော့သူမကအလုံးလုံးနေတဲ့တရားသူကြီးကိုလှမ်းနှုတ်ဆက်ပြီးထွက်သွားပါတော့တယ်ဗျာအဲ့ဒီနောက်မိုးဘူကမော်တခင်ကြီးနာရောက်လာပြီးတခင်ကြီးကဒီမိန်းကလေးအပေါ်ဘာလို့ဒီလောက်တောင်အလေးနဲ့ထားရတာလဲသူမရဲ့ခရမ်းကျင်သီးတွေကတကယ်ပဲစားလို့ကောင်းလို့လားလို့လှမ်းမေးတာပေါ့မော်တခင်ကြီးကလည်းသူမစိုက်တဲ့အရာတွေကလွန်ခဲ့တဲ့3000နှစ်ကအရာတာကိုပြန်ရစေတယ်လို့ခက်တီတီပဲပြန်ပြောလိုက်တယ်ဗျတလအကြာမှာတော့စိုက်ခင်းကြီးကတကယ်ကိုစိမ့်လန်းဆူပြီးတီးပွင့်လာပါတော့တယ်ဗျာကလေးလေးတွေလည်းခရမ်းကျင်သီးတွေကိုခုဆွတ်စားတောက်ပြီးပြောနေကြတယ်လို့အပင်တွေကိုလည်းရေလောင်းပေါင်းတင်ပေးနေကြတယ်ဗျာချူရှောင်းရှောင်းလည်းဒီနေရာကငရဲပြည်နဲ့မတူပဲလူပြည်ကစိုက်ခင်းကြီးတစ်ခုလိုဖြစ်နေလို့သဘောကျနေတာပေါ့အဲ့ဒီအချိန်မှာကလေးတစ်ယောက်ကအမကြီးခရမ်းကျင်သီးတွေထက်မြက်နေပြီလို့လာပြောတော့သူမကချင်းတောင်းနဲ့ထည့်ထားလိုက်နောက်မှအမျှဝေပေးမယ်လို့ပြန်ပြောလိုက်တယ်လူတွေအားလုံးလည်းစိုက်ခင်းထဲမှာအလုပ်ကိုစီလုပ်နေကြပြီးမုတ်ဖို့ကလည်းခရမ်းကျင်သီးဟင်းချိုတွေချက်ပြုတ်ပေးနေတာပေါ့ဗျာချူရှောင်းရှောင်းကတော့အရာအားလုံးကောင်းမွန်တဲ့ဘက်ကိုဥတီနေလို့ဝမ်းသာနေရှာတယ်အဲ့ဒီအချိန်မှာပဲမော်တခင်ကြီးရောက်လာပြီးချူရှောင်းရှောင်းလို့လမ်းခေါ်လိုက်တာပေါ့ဗျာသူမလည်းလှည့်ကြည့်ပြီးမော်တခင်ကြီးရောက်လာပြန်ပြီလားလို့ဝမ်းသာအားရစီးကြိုလိုက်တယ်မော်တခင်ကြီးကလာကြည့်တာပါလို့ပြောတဲ့အခါသူမကဒီနေ့တော့လက်လက်ဆက်ဆက်တခွားသီးတွေရှိတယ်လို့ဆိုပြီးထုတ်ပြလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေဘောရင်တစီရုတ်တရက်ဆင်းတက်လာပြီးစိုက်ခင်းထဲကမုံငင်းထုတ်တွေကိုတက်ကြိတ်ပစ်ပါတော့တယ်ဗျာချူရှောင်းရှောင်းခမရလန့်သွားပြီးကျမရဲ့မုံငင်းထုတ်လေးတွေလို့နှမျောတတအော်လိုက်မိတာပေါ့
အဲ့ဒီဝေါ်ရင်ထဲကနေပစ္စမမြောက်ငရဲမင်းကြီးထွက်လာပြီးခရမ်းကျင်တီတစ်လုံးကိုကိုက်စားကတကယ်ကိုအရသာရှိတာပဲလို့ဆိုပြီးစားကျွန်းစားကြံကိုမြေကြီးပေါ်ပစ်ချလိုက်တယ်ဗျချူရှောင်းရှောင်းလဲဒေါသထွက်သွားပြီးရှင်ကဘသူမို့လို့လဲကျမတို့ရဲ့ခရမ်းကျင်တီတွေကိုခွင့်ပြုချက်မရှိပဲစားရရတာလေလို့လှမ်းអော်တာပေါ့သူကလည်းမာနပြည့်နဲ့ငါကပစ္စမမြောက်ငရဲမင်းကြီးပဲဒီမျိုးစေ့ကိုစိုက်ဆန်းလို့ပြောပြီးမျိုးစေ့တစ်စေ့ချပေးလိုက်တယ်ဗျချူရှောင်းရှောင်းကအပင်ကိုတေချာကြည့်ပြီးဒါကဘာမျိုးစေ့လဲလို့မေးလိုက်တဲ့အခါသူကမသိတင်တာကိုမမေးနဲ့လို့လေတံမမာနဲ့ပြန်ပြောတာပေါ့ဗျာဒါပေမဲ့သူမကလည်းအလျှော့မပေးပဲကျမကစိုက်ပျိုးရေးအရာရှိပဲစိုက်ပျိုးတဲ့ကိစ္စမှန်သမျှကျမတာဝန်မှုလို့ဒါကဘာလဲဆိုတာသိရမယ်လို့ပြန်ပြောလိုက်တယ်ပစ္စမမြောက်ငရဲမင်းကြီးလည်းဒေါသထွက်သွားပြီးမင်းကလေးစိုးစံသူကစိုက်ခိုင်းရင်စိုက်လိုက်ရုံပဲအဲ့လောက်မေးမြန်းထူရင်အတက်ပြောက်သွားမယ်နော်လို့ပြောပြီးသူမရဲ့နဖူးကိုစွမ်းအားတွေနဲ့ဖိနှိပ်လိုက်ပါတော့တယ်ဗျအဲ့ဒီအချိန်မှာပဲမော်တခင်ကြီးကရောက်လာပြီးသူ့လက်ကိုလှမ်းဖမ်းထားလိုက်ကတော့လောက်ပြီလို့လှမ်းပြောလိုက်တယ်ဗျသူကမော်တခင်ကြီးကိုကြည့်ပြီးမင်းကဒီမင်းကလေးကိုကာကွယ်ပေးနေတာလားရလက်ကဘလို့ဖြစ်မလဲဆိုတာမင်းဘာသာရွေးချယ်လိုက်ပေါ့ဒါပေမဲ့ငါတတိပေးလိုက်မယ်နော်မှားယွင်းတဲ့လမ်းစဉ်ကိုရွေးချယ်မိရင်အကျိုးဆက်ကိုမင်းဘာသာတာဝန်ယူရမယ်လို့ချင်းချောက်ပြီးမျိုးစေ့ကိုပစ်ချကဝေါ်ရင်ကြီးနဲ့ပြန်ထွက်သွားပါတော့တယ်ဗျချူရှောင်းရှောင်းလဲလမ်းဖြန့်ပြီးမြေကြီးပေါ်လဲကျသွားတာပေါ့ဗျာမော်တခင်ကြီးကသူမအနာကိုရှောက်လာပြီးလက်ကမ်းပေးကဘာမှမဖြစ်ဘူးမလားလို့ဂယုတစိုက်မေးလိုက်ပါတော့တယ်ချူရှောင်းရှောင်းကအဲ့ဒီလူကတကယ်ပဲဘသူလဲလို့မော်တခင်ကြီးကိုမေးလိုက်တဲ့အခါမော်တခင်ကြီးကသူကငရဲမင်းကြီး10ပါးထဲကတစ်ပါးဖြစ်ပြီးအင်မတန်လက်ပေါက်ကတ်တဲ့သူပဲအဲ့ဒီမျိုးစေ့ကိုမဆိုင်နဲ့လို့တတိပေးလိုက်တယ်ဗျာချူရှောင်းရှောင်းကလည်းဒါပေမဲ့သူကရလက်ကိုကိုယ်တိုင်တာဝန်ယူရမယ်လို့ပြောသွားတယ်လေလို့စိုးရင်တကြီးပြောရှာတာပေါ့မော်တခင်ကြီးကတော့သူကမင်းကိုရန်ဆချင်နေတာစိုက်မစိုက်အကြောင်းပြချက်တစ်ခုခုရှာမှာပဲလို့ဆိုပြီးလှည့်ထွက်သွားပါတယ်ဗျသူမလည်းစိတ်ပြက်လက်ပြက်နဲ့ဒါဆိုကျမဘာလုပ်ရမလဲလို့မေးတော့မော်တခင်ကြီးကမင်းရဲ့စိုက်ခင်းကိုပဲတေချာစိုက်ပါကျန်တာတွေကိုငါပဲဖြည့်ရှင်းပေးမယ်လို့ခက်တီတီနဲ့လှမ်းပြောပြီးထွက်သွားပါတော့တယ်ဗျာနောက်တနေ့မနက်မှာတော့ချူရှောင်းရှောင်းတယောက်တန်းဝေပြီးအကျော်ဆက်နေတော့စိုက်ခင်းကိုကြည့်ကကျမရဲ့ခရမ်းကျင်သီးတွေလို့လန့်អော်လိုက်မိတာပေါ့တညာလေးနဲ့စိုက်ခင်း30မူတောင်ပျက်စီးသွားတာကိုဗျာအဲ့ဒီမှာကလေးမလေးကလည်းငုံမဲမဲနဲ့မုံညင်းထုတ်တွေပျက်စီးသွားတာကိုသူလည်းဘာလို့လဲမသိဘူးမင်းညကတေချာစောင့်ကြည့်နေရင်မျက်စိရှိကနောက်ဖြစ်သွားပြီးနိုးလာတော့ဒီလိုဖြစ်နေတာလို့လာပြောရှာတယ်မော်တခင်ကြီးကဒါဟာလက်ပြဆိုးတွေရဲ့လက်ချက်ပဲလို့ပြောလိုက်တော့ချူရှောင်းရှောင်းကလက်ပြဆိုးဟုတ်လားလို့လန့်သွားတာပေါ့ဗျာသူကဒါဟာပစ္စမမြောက်ငရဲမင်းကြီးမွေးထားတဲ့အဖြစ်သမားတွေဖြစ်ပြီးလာရင်လည်းအရေးမပြသွားရင်လည်းခြေရမချတာမှုတာမန်တစေတွေဘလို့မှမသိနိုင်ဘူးလို့ရှင်းပြတယ်ဗျချူရှောင်းရှောင်းလည်းစိတ်မကောင်းဖြစ်ပြီးကျမကအဲ့ဒီမျိုးစေ့ကိုမဆိုင်လို့စိုက်ခင်းကိုလာဖြက်စီးတာပေါ့လို့ဆိုတော့မော်တခင်ကြီးကဒါကအစပဲရှိသေးတယ်သူကမင်းကိုအကြက်ကင်နေတာလို့ပြောလိုက်တယ်ဗျာသူမကအဲ့ဒီလက်ပြဆိုးတွေကိုနှိမ်နှင်းဖို့နီးလက်မရှိဘူးလားလို့မေးတဲ့အခါမော်တခင်ကြီးကအကာအကွယ်တားဆီးတစ်ခုလုပ်ရမယ်လို့ပြောပြီးဘယ်သူလုပ်နိုင်လဲဆိုတော့မုံဖို့လို့လမ်းညွှန်ပေးလိုက်တာပေါ့ဗျာချူရှောင်းရှောင်းလည်းမုံဖို့အနာကိုအပြေးလွှားသွားပြီးအကူအညီတောင်းပါတော့တယ်မုံဖို့ကလည်းပစ္စမမြောက်ငရဲမင်းကြီးကိုသူလဲကြည့်မရတာကြပြီမို့လားငါအကာအကွယ်တားဆီးလုပ်ပေးမယ်ဆိုပြီးစိုက်ခင်းစီလျှောက်လာတယ်ဗျာမုံဖို့ကဂါထာမန်တန်တွေရွတ်ဆိုပြီးစိုက်ခင်းတစ်ခုလုံးကိုစိမ့်လက်နဲ့စွမ်းရင်တားဆီးကြီးနဲ့လွှမ်းခြုံပေးလိုက်တာပေါ့ဗျာပြီးတော့သူမကအခုဆိုလက်ပြဆိုးတွေဘလို့မှဝင်လို့မရတော့ဘူးလို့အားပေးလိုက်တော့ချူရှောင်းရှောင်းကကျေးဇူးတင်လိုက်တာမုံဖို့ရဲ့လို့ဝမ်းသာအားရပြောရှာတယ်မုံဖို့ကလည်းကျေးဇူးတင်မနေပါနဲ့အဖွားကလည်းညီရဲ့ဟင်းသီးဟင်းရွက်တွေနဲ့ဟင်းချိုချက်ရမှာလို့ပြုံးပြီးပြောလိုက်တယ်ဗျာချူရှောင်းရှောင်းကတော့ပျက်စီးသွားတာတွေအများကြီးမို့ပြန်ဆက်ရအောင်မယ်လို့ဆိုပြီးလူတွေအားလုံးနဲ့အတူစိုက်ခင်းထဲမှာမြေစီလွာတွေပြန်ပြုတ်ပြင်ပြီးအပင်တွေပြန်စိုက်ကြတာပေါ့ဗျာမွန်းလွဲပိုင်းရောက်တဲ့အခါမှာတော့အလုပ်တွေအားလုံးပြီးသွားလို့ချူရှောင်းရှောင်းလဲနဖူးကချွေးတွေကိုတုံရင်တပြင်းချလိုက်မိတယ်ဒီနေ့တော့အလုပ်ရှုပ်လုံးလို့ဘာမှတော့မစားရသေးဘူးလို့ညီးတွားနေတော့မော်တခင်ကြီးကသူမအနာလျှောက်လာပြီးခရမ်းကျင်တီတစ်လုံးကမ်းပေးလိုက်တာပေါ့ဗျာသူမလည်းအံ့ဩသွားပြီးဒါကဘယ်ကရတာလဲလို့မေးတော့မော်တခင်ကြီးကအရင်ကမင်းပေးထားတာလေးမစားရလို့တင်ထားတာလို့ခအေးပဲပြန်ပြောလိုက်တယ်ဗျချူရှောင်းရှောင်းလဲသူကဒါကိုအခုထိတင်ထားတာလားလို့စိတ်ထဲကနေကြီးနူးသွားပြီးခရမ်းကျင်တီကိုငြိမ်းရေးဆက်ရေးတိုက်စားရင်းနဲ့မော်တခင်ကြီးကိုရှင်ကောမစားဘူးလားလို့မေးလိုက်ပါတော့တယ်ဗျာဒါကမင်းချူရှောင်းရှောင်းလဲဝမ်းသာအားရနဲ့ယူလိုက်ပြီးကျေးဇူးပဲနော်လို့ပြုံးပြီးပြောလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲကလေးမလေးတယောက်ကခြံစည်းရိုးပေးကနေအပြေးလွှားရောက်လာပြီးလူတယောက်လာနေပြီးပြောလို့လန့်អော်လိုက်တာပေါ့ဗျာချူရှောင်းရှောင်းလဲလှည့်ကြည့်ပြီးဒီတစ်ခါဘသူဖြစ်ပြန်ပြီလဲလို့တွေးတောနေတော့ကောင်းကင်ယံကနေခဏထဲဝါလာတဲ့ပလင်ပြန်ကြီးတစ်ခုစိုက်ခင်းအလဲကိုဆင်းတက်လာပါတော့တယ်အဲ့ဒီထဲကနေရဲရဲတောက်ဝစ်စုံကိုဆင်ញမ်းထားတဲ့တတိယမြောက်ငရဲမင်းမဖြစ်တဲ့စန်းတန်ရောက်ရှိလာတာပေါ့ဗျာသူမကစိုက်ခင်းကိုကြည့်ပြီးတော့ချူရှောင်းရှောင်းစီလျှောက်လာပြီးမင်းကဟင်းသီးဟင်းရွက်တွေစိုက်ပျိုးနိုင်တဲ့မင်းကလေးမလားလို့မေးလိုက်တာပေါ့ချူရှောင်းရှောင်းလဲဟုတ်ပါတယ်ဘာကိစ္စရှိလို့လဲလို့ခက်တီတီပဲပြန်မေးလိုက်တယ်ဗျစန်းတန်ကသူမရဲ့မေးစေးကိုကင်ပြီးတင်စမမြောက်ငရဲမင်းကြီးကမင်းကိုဒုက္ခပေးနေတာဟာမင်းကသူ့ကိုညှင်းဆန်ခဲ့လို့ပဲဒါပေမဲ့ငါကတော့အဲ့ဒီလိုမဟုတ်ဘူးမင်းကိုအတင်းကျပ်မလုပ်ပါဘူးငါကမင်းနဲ့အယောင်းဝယ်တစ်ခုလုပ်ချင်လို့ပါလို့ပြောလိုက်တာပေါ့ချူရှောင်းရှောင်းကလည်းဘာအယောင်းဝယ်လဲလို့စိတ်ဝင်စားမေးလိုက်တယ်စန်းတန်ကအလွန်ရိုးရှင်းပါတယ်မင်းကငါအတွက်အပင်တစ်မျိုးစိုက်ပေးရမယ်အဲ့ဒီအတွက်ပစ္စမမြောက်ငရဲမင်းကြီးရဲ့ဒုက္ခပေးမှုတွေကိုငါကရှင်းလင်းပေးမယ်လို့အကြံပြုလိုက်တယ်ဗျာချူရှောင်းရှောင်းကဘာပင်ကိုစိုက်ရမှာလဲလို့ထပ်ပြီးတော့စန်းတန်ကသူမရဲ့လက်ပွားကိုဖျက်ပြလိုက်ရာအဖြူရောင်ပန်းမျိုးစေ့လေးတစ်စိပေါ်လာပြီးဒါဟာပန်းမျိုးစေ့ပဲငါကအဖြူရောင်ကိုပဲလိုချင်တယ်ရန်ညိုးတော်သားတွေကြောင့်နေရနေတဲ့ပန်းမျိုးမဟုတ်ဘူးလို့ရှင်းပြတာပေါ့ချူရှောင်းရှောင်းလည်းဘေးနားမှာရှိတဲ့မော်တခင်ကြီးကိုလှည့်ကြည့်ပြီးမော်တခင်ကြီးရှင်းနေနေကောဘလို့ထင်လဲလို့အကြံတောင်းလိုက်တယ်မော်တခင်ကြီးကပန်းမျိုးစေ့ကိုတေချာကြည့်ပြီးဒီပန်းကမူလကလေးကအဖြူရောင်မှာပဲမျိုးစေ့ကဘာပြဿနာမှမရှိပါဘူးလို့မှတ်ချက်ပေးလိုက်တယ်ဗျစန်းတန်ကအိုးမောချန်မင်းကသူမအတွက်တေချာအောင်စစ်ဆေးပေးနေသေးတာပဲကိုလို့ဆိုပြီးချူရှောင်းရှောင်းပတ်လှည့်ကကဲဘလို့လဲမင်းကလေးဒီအယောင်းဝယ်ကိုလုံမလားလို့မေးလိုက်တာပေါ့ချူရှောင်းရှောင်းလဲစဉ်းစားပြီးကောင်းပြီမျိုးစေ့ကိုပေးပါလို့ပြောကစန်းတန်ရဲ့လက်ထဲကနေမျိုးစေ့ကိုလှမ်းယူလိုက်တယ်ဗျစန်းတန်ကလည်းသဘောကျသွားပြီးပြတ်သားလာကြီးလားငါမင်းကိုသဘောကျသွားပြီလို့ပြောပြီးပလင်ပြန်ကြီးစီပြန်လှည့်ထွက်သွားပါတယ်သူမကပလင်ပေါ်ကနေပြီးလှည့်ကြည့်ကဒါနဲ့မင်းကလေးပစ္စမမြောက်ငရဲမင်းကြီးကဒီလောက်နဲ့တင်လက်လျှော့မှာမဟုတ်ဘူးနော်
အကာအကွယ်တားဆီးကတာမန်တစေဆိုးတွေကိုပဲတားဆီးနိုင်တာတခြားအရာတွေကိုတော့တားဆီးနိုင်မှာမဟုတ်ဘူးမင်းတတိထားပါလို့တတိပေးပြီးပလင်ပြန်ကြီးနဲ့အတူကောင်းကင်ပေါ်ပြန်တက်ကွဲပြောက်သွားပါတော့တယ်ချူရှောင်းရှောင်းလဲကောင်းကင်ကြီးကိုမော့ကြည့်ရင်သူမပြောတဲ့တခြားအရာဆိုတာဘာကိုဆိုလိုတာလဲမသိဘူးလို့စိုးရင်တကြီးရေရွမိတာပေါ့မောတခင်ကြီးကလည်းငါလည်းတေချာမသိဘူးဒါပေမဲ့ပစ္စမမြောက်ငရဲမင်းကြီးရဲ့လှည့်ကွက်တွေကအင်မတန်များပြားလုံးလို့မင်းတကယ်ပဲတတိထားရမယ်လို့ဆိုပြီးကဲငါ38ထက်မြောက်ငရဲပြည်ကိုပြန်တော့မယ်ကိစ္စရှိရင်ရှောင်းဟင်းနဲ့ရှောင်းပိုင်ကိုငါစီလွတ်လိုက်ပါလို့လမ်းပြောပြီးထွက်ခွာသွားပါတော့တယ်ဗျာချူရှောင်းရှောင်းလဲကြံရစ်ခဲ့တဲ့ပန်းမျိုးစေ့လေးကိုစိုက်ခင်းထဲမှာတေချာစိုက်ပျိုးပြီးအပင်လေးရှင်တန်ပါစေလို့ဆူတောင်းလိုက်တာပေါ့15ရက်ခွဲခန့်ကြာပြီးတဲ့နောက်မှာတော့တရက်မှာချူရှောင်းရှောင်းတယောက်အိမ်ထဲကနေအပြေးလွှတ်ထွက်လာပြီးမုတ်ဖို့ရေးဘာဖြစ်လို့လဲလို့လက်အောင်မေးလိုက်မိတယ်မုတ်ဖို့ကလည်းဒူးထောက်မှုကျွေးရင်ငါလည်းမသိပါဘူးအမြဲတမ်းလိုပဲခရမ်းကျင်တီးနဲ့မုံရင်းထုတ်တွေကိုလက်လက်ဆက်ဆက်ချက်ပြုတ်တာပါဟင်းအိုးပွက်လာတာနဲ့ဒီလိုကြီးဖြစ်သွားတာပဲလို့ငိုယိုပြီးပြောရှာတာပေါ့အဲ့ဒီအချိန်မှာပဲမင်းကြီးရောက်ရှိလာပြီးဟင်းအိုးကိုတေချာစစ်စစ်ကြည့်ကဒါကအစိပ်ပြင်းမဲ့လို့ပြောလိုက်တယ်ဗျာချူရှောင်းရှောင်းလဲလန့်သွားပြီးအစိပ်ပြင်းဟုတ်လားဘာအတိတ်ပဲလဲလို့မေးလိုက်တာပေါ့မင်းကြီးကဒါဟာပစ္စမမြောက်ငရဲမင်းကြီးရဲ့တီးတက်စိတ်ပဲအစားအစာတွေကိုဖျက်ဆီးဖို့သုံးတာထိမိတာနဲ့ပုတ်တိုးပျက်စီးသွားတာပဲလို့ရှင်းပြလိုက်တယ်ဗျာမုတ်ဖို့ကလည်းဒေါသတကြီးနဲ့အဲ့ဒီလူယုံမာရဲ့လက်ချက်မှန်ကတိနေတာပဲလို့အော်ဟစ်ပါတော့တယ်ချူရှောင်းရှောင်းကစိတ်ပူပြီးဒါကိုဖြေရှင်းလို့မရဘူးလားလို့မေးတဲ့အခါမင်းကြီးကတေချာစဉ်းစားပြီးဒီအစိတ်ကထိမိတာနဲ့ပျက်စီးတာမို့ဘလို့မှဖြေရှင်းလို့မရပါဘူးလို့ဆိုလိုက်တယ်ဗျာချူရှောင်းရှောင်းလည်းအားငယ်သွားပြီးဒါဆိုနောက်ဆိုကျမတို့လုပ်တဲ့အစားအစာမှန်သမျှဘာမှစားလို့ရတော့မှာမဟုတ်ဘူးပေါ့လို့ညီးတွားရှာတာပေါ့ဗျာမင်းကြီးကသူမကိုကြည့်ပြီးတပြင်းချကနီလန်လုံးဝမရှိတာတော့လည်းမဟုတ်ပါဘူးလို့ခက်အေးပဲပြောလိုက်ပါတော့တယ်ဗျာချူရှောင်းရှောင်းကစိတ်ပူပြီးဘလို့လုပ်ရမလဲလို့မေးလိုက်တာပေါ့ငရဲမင်းကြီးကအစိတ်ကနေအောင်ကြီးကိုကြောက်တယ်မင်းကလူစင်စစ်ရဲ့ဝိညာဉ်ဖြစ်ပြီးကိုပေါ်မှာနေအောင်ကြီးစွာအားတွေရှိနေတာပဲဟင်းချက်တဲ့အခါအစအဆုံးမင်းကိုယ်တိုင်ပဲလုပ်မယ်ဆိုရင်မင်းရဲ့နေအောင်ကြီးစွာအားကအစိတ်ကိုနှိမ်နှင်းနိုင်လိမ့်မယ်ဒါပေမဲ့ငါလည်းတေချာတော့မပြောတတ်ဘူးလို့ရှင်းပြလိုက်တယ်ဗျချူရှောင်းရှောင်းကလည်းဖြစ်နိုင်ပါမလားလို့တွေးတောနေတော့မင်းကြီးကငါလည်းမတေချာပေမဲ့စမ်းကြည့်လို့တော့ရတာပေါ့လို့ဆိုတာနဲ့ချူရှောင်းရှောင်းလည်းကောင်းပြီလေကျမစမ်းကြည့်ပါမယ်လို့သဘောတူလိုက်ပြီးသူမရဲ့ဂျင်းပေါင်းပြီးအင်ဂျီပေါ်ကရင်ဖုံးဆောက်ကိုတေချာပြင်ဝဲအင်ဂျီလက်ကိုပင့်တင်ပြီးပြင်ဆင်လိုက်တာပေါ့ပြီးတော့စိုက်ခင်းထဲကနေလက်ဆက်ပြီးရဲရဲတောက်နေတဲ့ခရမ်းကျင်သီးတွေကိုခူးသားနဲ့တေချာလိဖြတ်ပြီးကြက်ဥတွေကိုလည်းပကံထဲထည့်ခောက်လိုက်တယ်ဗျာအဲ့ဒီနောက်ဒဲအိုးတဲကိုအနီရောင်ခရမ်းကျင်သီးတွေအဝါရောင်ကြက်ဥမွေတွေနဲ့ကြက်သွမြေစိမ့်စိမ့်လေးတွေထည့်ပြီးချက်ပြုတ်လိုက်တဲ့အခါဟင်းအိုးတဲကနေမွှေးကြိုင်တဲ့အနံ့အသက်တွေထွက်ပေါ်လာပြီးဟင်းတွေကလည်းမီးမသွားဘူးဗျချူရှောင်းရှောင်းကဝမ်းတာအားရနဲ့အောင်မြင်ပြီးမီးမသွားတော့ဘူးလို့အော်လိုက်တာပေါ့ဘေးနားကကလေးလေး၃ယောက်နဲ့မိန်းကလေးလေးဝမ်းတာအားရနဲ့အော်ဟစ်ပြီးပျော်ရွှင်နေကြတယ်ဗျာချူရှောင်းရှောင်းကဟင်းတွေကိုပကံနဲ့ခတ်ထည့်ပြီးမင်းကြီးစီလှမ်းပေးလိုက်ရင်ကဲရောလို့ပြောလိုက်တယ်ငရဲမင်းကြီးကအန်အော်ပြီးဒါကိုငါ့ကိုပေးတာလားလို့မေးတော့ချူရှောင်းရှောင်းကပြုံးပြီးဒါကမင်းကြီးထုတ်ပေးတဲ့အကြံဉာဏ်ကြောင့်မို့ပေးတာပေါ့လို့ဆိုလိုက်တာပေါ့ငရဲမင်းကြီးလည်းကျေးဇူးတင်ပါတယ်လို့ပြောပြီးဟင်းကိုမြည်ဆန်းကြည့်တယ်ဗျချူရှောင်းရှောင်းကတော့တက်ပြင်းချရင်နောက်ဆိုဟင်းတနက်စားတိုင်းကိုယ်တိုင်ပဲချက်နေရတော့မှတွေးကြည့်ုံနဲ့တင်ခေါင်းကိုက်ချင်လာပြီလို့ညီးတွားနေတော့ကလေးမလေးတယောက်ကအဝေးကနေအပြေးလွှားရောက်လာပြီးအမရဲ့ပန်းလေးအညောက်ပေါက်ပြီးပွင့်လာပြီးအမမြန်မြန်လာကြည့်ပါဦးပန်းပွင့်လာပြီလို့လာပြောတာပေါ့ချူရှောင်းရှောင်းလဲချက်ချင်းပဲအိမ်ထဲကနေအပြေးထွက်လာပြီးစိုက်ခင်းထဲကိုကြည့်လိုက်တဲ့အခါစိုက်ခင်းအလယ်မှာအဖြူရောင်တောက်ပနေတဲ့ပန်းပွင့်ကြီးတစ်ပွင့်ကိုတွေ့လိုက်ရတယ်ဗျာကလေးတွေအားလုံးလည်းပန်းပွင့်ကြီးပေးမှဝိုင်းအောင်ကြည့်ပြီးဝါတကယ်ကိုလှပလုံးလိုက်တာလို့အံ့ဩတတ်ဖြစ်နေကြတာပေါ့ချူရှောင်းရှောင်းကပန်းပွင့်လေးကိုအနီးကပ်ကြည့်ပြီးအဖြူရောင်မရနာပန်းပါလားတတိယမြောက်ငရဲမင်းမကဒါကိုဘာဖြစ်လို့ဒီလောက်တောင်လိုချင်နေရတာလဲလို့တွေးတောနေမိတယ်ဗျငါငရဲပြည်မှာနေလာတာနှစ်ပေါင်း3000ရှိပြီးအဖြူရောင်မရနာပန်းကိုမြင်ဘူးလားဒါပထမဆုံးပဲလို့ပြောလိုက်တာပေါ့ချူရှောင်းရှောင်းကပန်းပွင့်လေးကိုလက်နဲ့အသားလေးထိတွေ့လိုက်တဲ့အခါငရဲမင်းမကကောင်းကင်ကိုမော့ကြည့်ပြီးတူလာနေပြီလို့ဆိုလိုက်တယ်ဗျာအဲ့ဒီနောက်ကောင်းကင်ကနေရွှေဟင်းသာရုပ်ပုံပါတဲ့ခန်းနာလာတဲ့ပလင်ပြန်ကြီးဆင်းသက်လာပြီးအထဲကနေရဲရဲတောက်ဝစ်စုံနဲ့ငရဲမင်းမဆင်းလာတာပေါ့သူမကအဖြူရောင်ပန်းပွင့်လေးကိုတေချာကန်ကြည့်ပြီးတကယ်ကိုလှပတာပဲသူငါ့ကိုပေးခဲ့တဲ့ပန်းနဲ့တပုံစံနဲ့ပဲလို့ရေရုပ်ပြီးပန်းပွင့်လေးကိုပလင်းလေးနဲ့ထည့်လိုက်တယ်ဗျာပြီးတော့ချူရှောင်းရှောင်းကိုကြည့်ပြီးကျေးဇူးတင်ပါတယ်ကောင်းမလေးရာငါမင်းကိုကတိပေးထားတဲ့ကိစ္စတွေကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးလို့ပြောပြီးပလင်ပြန်ကြီးပေါ်ပြန်တက်ကကောင်းကင်ရံနဲ့ပြန်တန်းွယ်ပြောက်သွားပါတော့တယ်နောက်တနေ့မှာတော့ချူရှောင်းရှောင်းတယောက်စိုက်ခင်းထဲမှာခရမ်းကျင်သီးတွေအေးလူလူခူးနေတော့အဝေးကနေအဖြူရောင်ဝစ်စုံနဲ့လာအိုပိုင်ကတုံတုံရင်ရင်နဲ့အပြေးလွှားရောက်လာပြီးဒုက္ခလာကြီးတွေ့ပြီးလာအိုပိုင်ရေဒုက္ခတွေ့ပြီးလို့အော်ဟစ်လာတာပေါ့ဗျာချူရှောင်းရှောင်းလဲလမ်းဖြန့်သွားပြီးဘာဖြစ်လို့လဲလို့မေးလိုက်တယ်လာအိုပိုင်ကအသက်ရှူမဝတယ်လို့နဲ့တတိယမြောက်ငရဲမင်းမကငရဲမင်းကြီးစီသွားပြီးတိုင်တန်းလိုက်ပြီဗျပစ္စမမြောက်ငရဲမင်းကြီးကဝိညာဉ်တွေကိုတိတ်တဆိတ်လွတ်ပေးခဲ့ပြီးငရဲပြည်ရဲ့စီးမြင်းတွေကိုချိုးဖောက်ခဲ့တယ်လို့တိုင်တာလို့ပြောပြလိုက်ပါတော့တယ်ဗျာပြီးတော့ဘာဆက်ဖြစ်လဲလို့ချူရှောင်းရှောင်းကမေးလိုက်တဲ့အခါလာအိုပိုင်ကပစ္စမမြောက်ငရဲမင်းကြီးကမကျေနပ်လို့သူတို့နှစ်ယောက်ရန်ဖြစ်ကြတာငရဲမင်းကြီးရဲ့နန်းတော်ဘာပြက်လူနီပါဖြစ်သွားတယ်လို့အလောတကြီးပြောပြရှာပါတယ်ရလက်ကဘာဖြစ်သွားလဲလို့ချူရှောင်းရှောင်းကထပ်မေးတော့နောက်ဆုံးမှာငရဲမင်းကြီးကိုယ်တိုင်ထွက်လာပြီးသူတို့နှစ်ယောက်လုံးကိုနှိမ်နှင်းလိုက်တယ်ငရဲမင်းကြီးကပစ္စမမြောက်ငရဲမင်းကြီးကို3လတိတိအကျဲချုပ်ချလိုက်ပြီးနောက်ခါမင်းကိုပြဿနာမရှာဖို့အမိန့်ပေးလိုက်တယ်ဗျလို့လာအိုပိုင်ကအမောတကောရှင်းပြပါတယ်ချူရှောင်းရှောင်းလဲ3လတောင်လားဆိုပြီးတွေးတော့ကြံခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲကလေးမလေးတယောက်ကအနားကိုအပြေးလွှားရောက်လာပြီးအမရေပန်းလေးကပြန်ပြီးအညောက်ပေါက်လာပြီးပြိုးလို့ဝမ်းသာအားရလာပြောပါတယ်ချူရှောင်းရှောင်းလဲချက်ချင်းပဲအပြေးလွှားသွားကြည့်လိုက်တာပေါ့အဖြူရောင်ပန်းပွင့်လေးကိုကြည့်ပြီးခူးလိုက်ရင်တော့အမြင့်ကြံခဲ့ရင်နောက်နှစ်မှာပြန်ပွင့်အောင်ပါပဲလို့သူမကခက်တိုးတိုးလေးရေရွတ်လိုက်ပါတယ်3လကြာပြီးတဲ့နောက်စိုက်ခင်းထဲမှာချူရှောင်းရှောင်းကကလေးတွေနဲ့အတူအေးလူလူခရမ်းကျင်တီတွေစုခူးနေတာပေါ့အဲ့ဒီ3လပြည့်တဲ့နောက်ဆုံးရက်မှာတော့ကောင်းကင်ရံကြီးတစ်ခုလုံးမင်းမောင်လာပြီးလေစင်နှမောင်းကြီးဖြစ်ပေါ်လာပါတော့တယ်ဒါကိုမြင်တဲ့ကလေးတွေလည်းကြောက်လန့်တကြားနဲ့တူလာနေပြီလို့အော်လိုက်တာပေါ့ချူရှောင်းရှောင်းလဲစိုးရိမ်တကြီးနဲ့ကောင်းကင်ကြီးကိုမော့ကြည့်နေမိပါတယ်ခန်းနာလာတဲ့ပလင်ပြန်ကြီးကောင်းကင်ကနေဆင်းသက်လာပြီးအထက်ကနေခရမ်းရောင်ဝစ်စုံနဲ့ပစ္စမမြောက်ငရဲမင်းကြီးဆင်းလာတာပေါ့ဗျာ
သူကချူရှောင်းရှောင်းနာကိုဖြည်းဖြည်းချင်းရှောက်လာပြီးကောင်မလေးမတွေ့ရတာကြာပြီနော်လို့နှုတ်ဆက်လိုက်ပါတယ်မကောင်းဆိုးဝါအပြုံးနဲ့သူကဆက်ပြီးငါမရှိတဲ့ဒီ3လအတော်တွင်းမှာမင်းဘက်ကတော်တော်လေးတိုးတက်လာတာပဲဟုတ်လားလို့မေးရင်ချူရှောင်းရှောင်းရဲ့မျက်နှာနာကိုကတ်သွားပြီးမင်းကိုမင်းတော်တော်ဟုတ်လာပြီလို့ထင်နေတာလားလို့ချင်းချောက်လိုက်ပါတယ်ဗျာတတိယမြောက်ငရဲမင်းမဆိုတဲ့အဲ့ဒီလူမိုက်မကမင်းကိုတစ်သက်လုံးမကကွယ်နိုင်ပါဘူးကောင်မလေးရမင်းကငါ့ကိုရှင်းနိုင်မယ်ထင်နေတာလားမင်းမှာဘာမှမရှိဘူးလို့ပြောရင်သူမရဲ့ရင်ဘက်ကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်အစွမ်းလည်းမရှိအားကိုးရလည်းမရှိတဲ့မင်းမှာအသက်တစ်ချောင်းပဲရှိတာအဲ့ဒီအသက်ကငါအချိန်မရွေးချေမှုပြစ်လို့ရတဲ့အသက်ပဲလို့ပစ္စမမြောက်ငရဲမင်းကြီးကကြောက်စရာကောင်းအောင်ပြောဆိုလိုက်တာပေါ့ပြီးတော့သူကစိုက်ခင်းကြီးကိုလှည့်ပတ်ကြည့်ရှုရင်စိတ်ဝင်စားစရာပဲမင်းရဲ့စိုက်ခင်းကတော်တော်လာတာပဲနောက်တစ်ခါငါလာတဲ့ခါအထိဒါကြီးရှိနေသေးဖို့မျှော်လင့်ပါတယ်လို့ပြောပြီးပလင်ပြန်ကြီးပေါ်ပြန်တက်ကထွက်ခွာသွားပါတော့တယ်ဗျာသူထွက်သွားတာနဲ့ချူရှောင်းရှောင်းလဲကြောက်လန့်တကြားနဲ့မြေပြင်ပေါ်ခွေလဲကျသွားပြီးမြေကြီးတွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိရှာတယ်ကလေးမလေးကလည်းအနားကိုအပြေးလွှားရောက်လာပြီးအမဘာမှမဖြစ်ဘူးမလားလို့စိတ်ပူကြီးမိတာပေါ့ချူရှောင်းရှောင်းကပစ္စမမြောက်ငရဲမင်းကြီးပြောတာမှန်တယ်ငါမှဘာမှမရှိဘူးအသက်တစ်ချောင်းပဲရှိတာလို့တွေးနေမိပါတယ်ဒါပေမဲ့သူမကချက်ချင်းပဲစိတ်ကိုပြင်ဆင်လိုက်ပြီးမတ်တက်ရက်ကမျက်ရည်တွေကိုတုပ်လိုက်တာပေါ့အဲ့ဒီနောက်ကလေးတွေကိုကြည့်ပြီးဘာမှမဖြစ်ပါဘူးသူကလူကိုလာ6ယုံတင်မှာတကယ်သာလုပ်ချင်ရင်စောစောစီးစီးလုပ်ပြီးလောက်ပြီးလို့အားပေးလိုက်ပါတယ်ဗျာပြီးတော့အဝါရောင်ဖယုံတီးကြီးတစ်လုံးကိုဆွတ်လိုက်ပြီးဒီဖယုံတီးကမှဲ့နေပြီးဒီညမုတ်ဖို့ဆောင်ကအဖွားကိုဟင်းကောင်းကောင်းချက်ခိုင်းရမယ်အားလုံးဘာရက်ကြည့်နေကြတာလဲသွားအလုပ်လုပ်ကြတော့လို့អော်လိုက်တာနဲ့ကလေးတွေလည်းပျော်ရွှင်စွာနဲ့ဖယုံတီးကြီးကိုတဲပြီးပြေးသွားကြတာပေါ့အဲ့ဒီအချိန်မှာပဲတတိယမြောက်ငရဲမင်းမကရောက်လာပြီးချူရှောင်းရှောင်းရဲ့ပခုံးကိုပုတ်ကအားပေးစကားပြောရင်းပြန်ထွက်သွားပါတယ်ချူရှောင်းရှောင်းကတော့ပြေးလို့လည်းမလွတ်နိုင်တော့ဘူးနေတိုင်းကြောက်လန့်တကြားနေမဲ့အစာလုပ်เสียရှိတာကိုပဲဆက်လုပ်ယုံပေါ်လို့တွေးပြီးစိုက်ခင်းထဲမှာအလုပ်တွေဆက်လုပ်နေတာပေါ့ဗျာအဲ့ဒီလိုနဲ့နောက်တနေ့မှာတော့လာအိုပိုင်းကတုံတုံရင်နဲ့အပြေးလွှားရောက်လာပြီးဒုက္ခရောက်ပြီးရေဒုက္ခရောက်ပြီးလို့အော်ဟစ်လာပါတယ်ချူရှောင်းရှောင်းကလည်းလန့်သွားပြီးဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါငရဲမင်းကြီးရဲ့နန်းတော်ကလူတွေရောက်လာပြီးငရဲမင်းကြီးကမင်းကိုတွေ့ချင်တယ်လို့ပြောနေတယ်ဗျာလို့လာအိုပိုင်းကထိတ်လန့်တကြားပြောပြလိုက်တဲ့အခါမှာတော့ချူရှောင်းရှောင်းတယောက်စိုးရင်ပူပန်တဲ့မျက်နှာလေးနဲ့ကြမ်းရစ်ခဲ့ပါတော့တယ်ဒါနဲ့သူကကျမကိုဘာဖြစ်လို့တွေ့ချင်ရတာလဲလို့ချူရှောင်းရှောင်းကစိုးရင်တကြီးနဲ့မေးလိုက်တာပေါ့ငရဲမင်းကြီးကလည်းငါလည်းတေချာတော့မသိဘူးသတင်းလာပို့တဲ့သူကလည်းဘာမှမပြောသွားဘူးဒါပေမဲ့သူ့မျက်နှာကိုကြည့်ရတာတော့ကောင်းတဲ့လက္ခဏာမဟုတ်ဘူးပြလို့ပြောပြီးသူတို့နှစ်ယောက်လုံးငရဲမင်းကြီးရဲ့နန်းတော်စီထွက်လာခဲ့ကြတယ်ဗျာနန်းတော်ရဲ့ရောက်တဲ့အခါမှာတော့အငွေ့တက်တွေကတော်တော်လေးကိုမကောင်းဘူးပြခန်းသားထဲဝါပြီးမှောင်မိုက်နေတဲ့နန်းတော်ကြီးရဲ့ပလင်ပေါ်မှာငရဲမင်းကြီးကတည်ငြိမ်စွာနဲ့ထိုင်နေတာပေါ့အဲ့ဒီနောက်ငရဲမင်းကြီးကချူရှောင်းရှောင်းလို့ဟိဟောက်ပြီးခေါ်လိုက်တဲ့အခါသူမလည်းကြောက်ကြောက်လန့်လန့်နဲ့ဒူးထောက်လိုက်ပြီးရှိပါတယ်လို့ပြန်ထုလိုက်ရှာတယ်မင်းစိုက်ပျိုးရေးအရာရှိလောက်လာတာဘယ်နှစ်လရှိပြီလဲလို့ငရဲမင်းကြီးကမေးတော့ချူရှောင်းရှောင်းကလည်းရိုးရိုးသေးသေးနဲ့၄လကျော်ရှိပါပြီငရဲမင်းကြီးလို့ပြန်ဖြေတာပေါ့ငရဲမင်းကြီးက၄လကျော်အတွင်းမှာမင်းစိုက်ပျိုးတာတွေကတော်တော်ကောင်းတယ်ငါတော်တော်သဘောကျတယ်ဒါပေမဲ့မင်းကလူပြည်ကပိတ်ပင်ထားတဲ့ပစ္စည်းတွေကိုတိတ်တဆိတ်တိုးဝက်ထားပြီးငရဲပြည်ရဲ့အခြေခံအုတ်မြစ်ကိုလှုပ်ခတ်အောင်လုပ်ဖို့ကြံစည်နေတယ်လို့တိုင်တန်းတဲ့သူရှိတယ်လို့ပြောပြီးစာအုပ်မဲကြီးတအုပ်ကိုစပွဲပေါ်တင်လိုက်တယ်ဗျာချူရှောင်းရှောင်းလဲလန့်သွားပြီးပိတ်ပင်ထားတဲ့ပစ္စည်းဟုတ်လားဘာပစ္စည်းမို့လို့လဲလို့အံ့ဩတတမိလိုက်တာပေါ့ငရဲမင်းကြီးကဒီဘန်းကလူပြည်နဲ့ငရဲပြည်နှစ်ခုလုံးရဲ့ယတနာပဲအဲ့ဒါကိုမင်းကခွင့်ပြုချက်မရှိပဲတိတ်တဆိတ်စိုက်ပျိုးထားတာစီးမြင့်အရာဆိုရင်တော့မင်းရဲ့ဝိညာဉ်ကိုလောင်ကျွမ်းစေပြီးပြာချပြရမှာပဲလို့ဒေါသတကြီးနဲ့အမိန့်ချမှတ်လိုက်ပါတယ်ဗျာချူရှောင်းရှောင်းလဲကြောက်လန့်တကြားနဲ့မြေပြင်ပေါ်မှောက်ချလိုက်ပြီးဒီဘန်းကပစ္စမမြောက်ငရဲမင်းကြီးကကျမကိုစိုက်ခိုင်းတာပါသူကိုယ်တိုင်မျိုးစေ့ပေးခဲ့တာပါလို့ကာကွယ်ပြောဆိုလိုက်တာပေါ့ငရဲမင်းကြီးကငါသိတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီဘန်းကိုခုသွားပြီးတဲ့နောက်မှာအမြစ်ကနေအညောက်တစ်တွေပြန်ထွက်လာတယ်မင်းကအဲ့ဒါကိုအထက်ကိုမတင်ပြပဲဆက်ပြီးစိုက်ပျိုးနေခဲ့တာပဲလို့ထပ်လောင်းပြောဆိုလိုက်တယ်ဗျချူရှောင်းရှောင်းကတော့စိတ်ထဲမှာအဲ့ဒီတုန်းကအညောက်ပြန်ပေါက်လာတာမြင်တော့ဆက်ပြီးစိုက်လို့ရမယ်ထင်နေတာပိတ်ပင်ထားတဲ့ပစ္စည်းတွေနဲ့ပတ်သက်လိမ့်မယ်လို့ဘယ်တိပါမလဲလို့တွေးပြီးဝမ်းနဲ့ပက်လက်ဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာငရဲမင်းကြီးကကဲငါမင်းကိုရှင်းပြဖို့အခွင့်အရေးတစ်ခုပေးမယ်အဲ့ဒီအညောက်တစ်ကအခုဘယ်မှာလဲလို့မေးလိုက်ပါတယ်ချူရှောင်းရှောင်းလဲချက်ချင်းပဲစိုက်ခင်းထဲမှာရှိပါသေးတယ်အပင်ကတိတ်မကြည့်သေးဘူးပန်းလည်းမပွင့်သေးပါဘူးလို့ဖြေလိုက်တာပေါ့ငရဲမင်းကြီးကကောင်းပြီငါ့ကိုအဲ့ဒီစီခေါ်သွားစမ်းလို့အမိတ်ပေးပြီးစိုက်ခင်းစီထွက်လာခဲ့ကြတယ်ဗျာဒါပေမဲ့စိုက်ခင်းထဲရောက်တဲ့အခါမှာတော့ချူရှောင်းရှောင်းကစိုက်ခင်းအလဲကကျင်းကြီးကိုကြည့်ပြီးဟာကျမရဲ့ပန်းလေးပဲရောက်သွားတာလေလို့ငိုယိုပြီးអော်လိုက်တာပေါ့ဗျာဘေးနားကကလေးမလေးကလည်းကျမမဟုတ်ဘူးနော်ကျမကငရဲမင်းကြီးနောက်ကိုပဲတောက်လျှောက်လိုက်နေခဲ့တာလို့ပြောတယ်လို့နောက်ကလေးတစ်ယောက်ကလည်းကျွန်တော်လည်းမဟုတ်ပါဘူးလို့ကြောက်လန့်တကြားညင်းကြတာပေါ့ငရဲမင်းကြီးကတော့ဒေါသတကြီးနဲ့တော်တော်တက်တိကောင်းတဲ့သူပဲငါမျက်စိရှိတဲ့ပစ္စည်းကိုခိုးသွားရဲတယ်ဒါကငါ့ကိုမျက်နှာပြအောင်လုပ်တာပဲမဟုတ်လားလို့ဟိဟောက်လိုက်တာပေါ့အဲ့ဒီအချိန်မှာဘေးကအရာရှိတစ်ယောက်ကငရဲမင်းကြီးရေစီးမြင့်အရာတက်တိပစ္စည်းပျောက်ဆုံးသွားရင်တက်တိဖျောက်ဖျက်တဲ့ပြစ်မှုနဲ့ပဲအေးအေးယူရမှာပါလို့တွေးထိုးပေးလိုက်တယ်ဗျာဒါပေမဲ့ငရဲမင်းကြီးကလက်ကပြလိုက်ပြီးတော်ဆန်းဒီကိစ္စကတန်တရားဖြစ်စရာတွေအများကြီးပဲငါအချိန်ယူပြီးစုံစမ်းရမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ချူရှောင်းရှောင်းကိုကြည့်ပြီးချူရှောင်းရှောင်းမင်းလောလောဆယ်စိုက်ခင်းထဲမှာပဲနေပါဘယ်မှမသွားရဘူးအမိန့်ကိုစောင့်နေလို့ပြောပြီးအရာရှိတွေနဲ့အတူထွက်ခွာသွားပါတော့တယ်ဗျာညရောက်တော့ချူရှောင်းရှောင်းတယောက်စိုက်ခင်းထဲမှာစိတ်မကောင်းခြင်းများစွာနဲ့ငိုယိုပြီးထိုင်နေရှာတာပေါ့အဲ့ဒီအချိန်မှာ18ထက်မြောက်ငရဲတခင်ရောက်လာပြီးသူမဘေးမှာဝင်ထိုင်ကအိတ်လို့မပြောဘူးလားငါစုံစမ်းကြည့်ပြီးတဲလုံစားတွေအားလုံးပြတ်တောက်သွားပြီပြလို့ပြောလိုက်တာပေါ့ချူရှောင်းရှောင်းကငိုရှိုက်ရင်ကျမတရားတော့မှလားတက်သေးလည်းမရှိတော့ဘူးဆိုတော့ငရဲမင်းကြီးကကျမကိုကာကွယ်ပေးခြင်းရင်တော့ကာကွယ်ပေးဖို့အကြောင်းပြချက်မရှိတော့ဘူးကျမအဲ့ဒီဘန်းကိုမဆိုင်ခဲ့တင်ဘူးလို့နောက်တရားနေရှာတယ်18ထက်မြောက်ငရဲတခင်ကသူမကိုကြည့်ပြီးမင်းဘာမှမမပါဘူးလို့အပိစကားပြောလိုက်တာပေါ့ချူရှောင်းရှောင်းကမျက်ရည်တွေကြားကနေဒါဆိုဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါမင်းကိုအမလုံးမိစေခြင်းနဲ့သူကရှိနေလို့ပေါ့ချူရှောင်းရှောင်းမင်းစကားတခုကိုမှတ်ထားပါငရဲပြည်မှာအမမှန်ဆိုတာမရေးကြည့်ဘူးပြလို့အတိတ်ပဲနဲ့စွာနဲ့ပြောကြလိုက်ပါတော့တယ်ရေးကြည့်တာကဘသူစကားကအတီးဖြစ်မလဲဆိုတာပဲပြလို့ထိနှက်ဝစ်စားနဲ့လူငယ်ကတင်းငိမ့်တဲ့လေတံနဲ့ပြောလိုက်တော့ချူရှောင်းရှောင်းလေးခမမျက်ရည်တွေဝဲပြီးစိုးရိမ်စိတ်နဲ့တပြင်းချရှာတာပေါ့ပြီးတော့အမှန်တရားဆိုတာအမြဲတမ်းပုံကွယ်နေမှာမဟုတ်ပါဘူးငါမင်းကိုကူညီပါမယ်လို့သူကထပ်ပြောလိုက်တယ်ဗျာ
ချူရှောင်းရှောင်းကလည်းဝမ်းနေနေတဲ့မျက်လုံးလေးတွေနဲ့မော့ကြည့်ပြီးရှင်ကကျမကိုဘာဖြစ်လို့ကူညီလာလဲလို့မေးလိုက်တာပေါ့သူကစိုက်ခင်းထဲကအရွက်တွေကိုကန်ကြည့်ရင်မင်းစိုက်ထားတဲ့ဟင်းဒီဟင်းရွက်တွေကလွန်ခဲ့တဲ့အကြာကြီးကအကြောင်းအရာတွေကိုငါ့ကိုတတိယစီလိုပဲလို့ရင်ဘတ်ထဲကလာတဲ့လေတံနဲ့ပြောရှာတယ်ချူရှောင်းရှောင်းကလည်းစူးစမ်းတဲ့မျက်နှာလေးနဲ့ဘာအကြောင်းအရာလဲလို့မေးတော့သူကထိုင်နေရကနေထွက်လိုက်ပြီးဒီကိစ္စတွေအားလုံးပြီးသွားတဲ့အခါကျရင်ငါမင်းကိုပြောပြပါမယ်လို့ကတိပေးပြီးလှည့်ထွက်သွားပါတော့တယ်ဗျာအဲ့ဒီနောက်ညဘက်စိုက်ခင်းထဲမှာချူရှောင်းရှောင်းတယောက်တည်းစိတ်မကောင်းဖြစ်ပြီးထိုင်နေတဲ့အချိန်ဟင်းချိုအိုးကြီးကင်ထားတဲ့မုံပေါ်ရောက်လာပြီးညီလေးတစ်ခုခုစားလိုက်ပါဦးလို့တန်ရောစင်ရှိရှိနဲ့လှမ်းကြွေးရှာတယ်ချူရှောင်းရှောင်းကတော့စိတ်ညစ်နေတာမို့ကျမပိုက်မစားပါဘူးမုံပေါ်ရဲလို့ညင်းလိုက်ပြီးမှစိတ်ထဲတန်တရားဖြစ်လာလို့မုံပေါ်အဖြူရောင်ပြီးအန်ပန်အကြောင်းကိုမုံပေါ်ဘလောက်ထိတိလဲလို့လှည့်မိလိုက်တာပေါ့မုံပေါ်ကလည်းဟင်းချိုအိုးကိုဘေးနားကတင်းငုတ်တို့ပေါ်တင်လိုက်ပြီးငါတိတလောက်ကတော့အဲ့ဒီပန်းကငရဲပြည်ရဲ့ပိတ်ပင်ထားတဲ့ပစ္စည်းပဲလူပြည်နဲ့ငရဲပြည်နှစ်ခုလုံးကိုဆက်သွယ်ပေးနိုင်တယ်အဲ့ဒီထက်ကိုတော့ငါလည်းတေချာမသိဘူးအမိရဲလို့ပြန်ပြောပြရှာတယ်ဗျာလူပြည်နဲ့ငရဲပြည်ကိုဆက်သွယ်ပေးနိုင်တယ်ဟုတ်လားအဲ့ဒါဆိုပစ္စမမြောက်ငရဲမင်းကဒီပန်းကိုဘာဖြစ်လို့ခိုးသွားရတာလဲလို့ချူရှောင်းရှောင်းတယောက်စဉ်းစားကန်းဝင်သွားတာပေါ့တကယ်လို့သူကကျမကိုအကွက်စင်ချင်းုံတက်တက်ဆိုရင်ပန်းကိုဖျက်ဆီးပစ်လိုက်ရင်ရနေတာပဲဘာဖြစ်လို့တိတ်တဆိတ်ဝက်ထားရတာလဲနေပါဦးဒါဆိုအဲ့ဒီပန်းကသူ့အတွက်တခုခုအသုံးဝင်နေလို့ပဲဖြစ်ရမယ်လို့မျက်လုံးလေးအဝိုင်းသားနဲ့ရိပ်မိသွားတဲ့အချိန်မှာပဲမမရေကြီးကျယ်ပြဿနာတက်ကုန်ပြီပြလို့အော်ဟစ်ပြီးခေါင်းမှာကက်ခွာနဲ့ကလေးမလေးကစိုးရင်ကြီးပြေးလာတာပေါ့ဗျာချူရှောင်းရှောင်းနဲ့လန့်သွားပြီးဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါကလေးမလေးကအသက်ရှူမဝပဲနဲ့ပစ္စမမြောက်ငရဲမင်းရဲ့နန်းဆောင်မှာအကြီးကျယ်ကိစ္စရှိလို့ပြလို့တင်းလာပို့ရှာတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကြီးတစ်ခုလုံးမှောက်မိုက်သွားပြီးနန်းဆောင်ဘက်ကနေအဖြူရောင်အလင်းတန်းကြီးကကောင်းကင်ပေါ်အထိအရှိန်ဟုန်နဲ့ထိုးတက်သွားပြီးကြီးမားတဲ့ပြီးအန်ပန်းဖြူကြီးပုံတံပေါ်လာတာပေါ့ဗျာအဲ့ဒီနောက်အဖြူရောင်ဝတ်စုံတဲ့အရာရှိဘိုင်မူချမ်းကလည်းအပြေးလွှားရောက်လာပြီးဟောဟဲဆိုင်ရင်ပစ္စမမြောက်ငရဲမင်းရဲ့နန်းဆောင်ကြီးပောက်ကွဲသွားပြီးပြကြားရတဲ့လောက်တော့တခုခုကနေပြင်းထန်တဲ့အလင်းတန်းတွေရုတ်တရက်ထွက်လာပြီးကောင်းကင်ကြီးတစ်ခုလုံးဖြူဖွေးသွားတာပဲအမိုးတွေပါလွတ်ထွက်ကုန်နေပြလို့အလန့်တကြားလာပြောတာပေါ့ထီနန်းဝတ်စုံတဲ့လူငယ်ကတော့တင်းငိမ်စွာနဲ့ပဲအဲ့ဒီပန်းပဲပြပစ္စမမြောက်ငရဲမင်းကအဲ့ဒီပန်းကိုတိတ်တဆိတ်ဝတ်ထားပြီးအစွမ်းတွေကိုစုပ်ယူဖို့ကြိုးစားတာနေမှာဒါပေမဲ့ तू မသိတာကမင်းဆိုင်ထားတဲ့အဲ့ဒီပန်းမှာလူပြည်ကတက်ရှိတွေရဲ့ရှမ်းထွက်နေတဲ့စွမ်းအင်တွေပါနေတာပဲငရဲပြည်ရဲ့စွမ်းအင်နဲ့လူပြည်ကစွမ်းအင်နှစ်ခွညှိမရပဲတိုက်မိပြီးသူ့ကိုပြန်အန်ထွက်သွားတာပြလို့အကွက်စစ်စစ်တုံးတက်ပြလိုက်တယ်ချူရှောင်းရှောင်းလဲအံ့ဩသွားပြီးအဲ့ဒီပန်းကပောက်ကွဲသွားတာလားလို့မေးတော့သူကဟုတ်တယ်ပောက်ကွဲသွားတာဒါပေမဲ့အကျွင်းကြံတွေကတော့ရှိနေသေးတယ်အခုနဝမမြောက်ငရဲမင်းကလိုက်လံစုံစမ်းနေပြီဆိုတော့အဲ့ဒါအဖြူရောင်ပြီးအမတ်ဆိုတာမကြခင်တည်သွားတော့မှာပဲတက်သေးတွေကပစ္စမမြောက်ငရဲမင်းရဲ့နန်းဆောင်ထဲမှာတွေ့ရတယ်ဆိုတော့ငရဲမင်းကြီးကဘယ်လိုထင်မလဲလို့မေးခွန်းထုတ်လိုက်တယ်ဗျာချူရှောင်းရှောင်းကလည်းချက်ချင်းပဲအခြေအနေကိုရိပ်မိသွားပြီးပစ္စမမြောက်ငရဲမင်းကတက်တွေကိုဖျက်ဆီးပစ်လိုက်ပြီလို့အစကလျှောက်ထားတာလေအခုတော့တက်တွေကသူ့နန်းဆောင်ထဲကနေပောက်ကွဲထွက်လာပြီဆိုတော့ဘယ်သူလိမ့်နေလဲဆိုတာကွက်ကွင်းပေါ်သွားပြီပေါ့ဒါပေမဲ့ဒီကိစ္စကိုနဝမမြောက်ငရဲမင်းကဖုံးကွယ်ထားဖို့စူးစမ်းမလားလို့စိုးရိမ်ကြည့်မေးလိုက်ရှာတယ်လူငယ်ကတော့အဝေးကိုမေးကြည့်ရင်ဖုံးလို့မရတော့ဘူးဗျအခြေအနေကတော်တော်လေးကိုကြီးသွားပြီးတငရဲပြည်လုံးလည်းတိကုန်ကြပြီလေနဝမမြောက်ငရဲမင်းကဘလောက်ပဲအာနာရှိလူအားလုံးရဲ့ပါဇက်ကိုတော့ပိတ်ထားလို့မရနိုင်ပါဘူးဒါတင်မကသေးဘူးငရဲမင်းကြီးကိုယ်တိုင်ကလည်းဒီလိုအခွင့်အရေးမျိုးကိုအမြဲတမ်းစောင့်ဆိုင်နေတာဗျလို့ပြောလိုက်တာပေါ့ချူရှောင်းရှောင်းကအခွင့်အရေးကိုစောင့်နေတာဟုတ်လားလို့ရေရွတ်လိုက်တဲ့အခါသူကဆက်ပြီးနဝမမြောက်ငရဲမင်းရဲ့အုပ်စုကအာနာရမ်းကြီးနေတော့ငရဲမင်းကြီးကသူတို့ကိုနှိမ်နှင်းချင်နေတာကြာပြီဗျဒါပေမဲ့အကြောင်းပြချက်မရှိခဲ့ဘူးအခုတော့အကွက်ကကွက်တီပဲငရဲမင်းကြီးအတွက်အကြောင်းပြချက်ကောင်းကောင်းကြီးရသွားပြီဗျအဲ့ဒီနောက်ငရဲမင်းကြီးကစပွဲပေါ်ကပြပုံကြီးကိုလက်ညှိုးထိုးပြပြီးချူရှောင်းရှောင်းမင်းဒီပစ္စည်းကိုတိလာလို့မေးလိုက်တာပေါ့ချူရှောင်းရှောင်းလဲအနားကိုတိုးသွားပြီးတေချာကြည့်ကငရဲမင်းကြီးဒါကကျမစိုက်ထားတဲ့အဖြူရောင်ပြီးအန်ပန်းနဲ့တူတယ်ဗျလို့ပြန်လျှောက်တင်လိုက်တယ်ဘေးကနဝမမြောက်ငရဲမင်းကတော့မကျေနပ်တဲ့မျက်နှာပေးနဲ့နှာခေါင်းရှုံပြီးဟင်းမင်းစိုက်တဲ့ပစ္စည်းကိုမင်းကိုယ်တိုင်တောင်တေချာမသိဘူးလားလို့ငေါ်တော့ပြောလိုက်တာပေါ့ချူရှောင်းရှောင်းကလည်းဒူးထောက်နေရကနေမော့ကြည့်ပြီးလူကြီးမင်းရဲ့ကျမကတော့ကျမပန်းကိုတိတာပေါ့ဒါပေမဲ့အခုကပောက်ကွဲပြီးပြပုံဖြစ်နေတာဆိုတော့တူတယ်လို့ပဲပြောနိုင်တာပေါ့လို့တတိရှိပြန်ပြောလိုက်တယ်ဗျာငရဲမင်းကြီးကလည်းတင်းငိမ်စွာနဲ့ပဲကဲမုံပေါ်မင်းလာပြီးခွဲခြားပေးစမ်းလို့အမိတ်ပေးလိုက်တော့မုံပေါ်လဲရှေ့ကိုဖြည်းဖြည်းချင်းတိုးလာပြီးပြပုံကိုတေချာအနံ့ခံကြည့်တာပေါ့အဲ့ဒီနောက်မုံပေါ်ကခေါင်းညိပြီးဟုတ်ပါတယ်ငရဲမင်းကြီးဒါချူရှောင်းရှောင်းရဲ့စိုက်ခင်းထဲကအပင်ရဲ့အငွေ့သက်တွေနဲ့ထပ်တူပါပဲလို့တက်တေခံပေးလိုက်တယ်ဗျနဝမမြောက်ငရဲမင်းကတော့မခံချင်စိတ်နဲ့အနက်လေးတစ်ချက်ခံကြည့်ုံနဲ့ဘလို့လုတ်တေချာမှလဲလို့ထင်နေတာပေါ့ဒါပေမဲ့ငရဲမင်းကြီးကဒေါသကြီးနဲ့မျက်လုံးတွေမြင်မြန်းလာပြီးမုံပေါ်ကဟင်းချိုချက်လာတာနှစ်ပေါင်း3000ရှိပြီးတခါမှမမပူဘူးမင်းတို့မယုံရင်လဲတခြားလူကိုခေါ်ပြီးစစ်ဆေးနိုင်တယ်လို့ဟဲဟောက်လိုက်တာပေါ့ဗျာပြီးတော့ငရဲမင်းကြီးကထွက်လိုက်ပြီးဒီတက်တေပစ္စည်းကပစ္စမမြောက်ငရဲမင်းရဲ့နန်းဆောင်ထဲကနေပောက်ကွဲထွက်လာတာမုံပေါ်ကလည်းဒါချူရှောင်းရှောင်းစိုက်တဲ့အပင်လို့အတီးပြူပြီးပစ္စမမြောက်ငရဲမင်းကချူရှောင်းရှောင်းတက်တေဖြောက်ဖြက်ပါတယ်ဆိုပြီးလိမ့်လေတိုင်တန်းခဲ့တာအခုတော့တက်တေကသူ့နန်းဆောင်ထဲမှာတွေ့နေပြီကဲနဝမမြောက်ငရဲမင်းဘာပြောဦးမလဲလို့ဖိအားပေးလိုက်တယ်ဗျာနဝမမြောက်ငရဲမင်းလည်းချွေးပြန်သွားပြီးပစ္စမမြောက်ငရဲမင်းကအလုတ်လောက်တာစိတ်ညံလက်ညံရှိလို့မှားသွားတာပါဒါပေမဲ့ချူရှောင်းရှောင်းကပိတ်ပင်ထားတဲ့ပစ္စည်းကိုစိုက်ပျိုးခဲ့တာလေအမှန်ပဲလေအခုတော့အပြစ်ချင်းတူသွားပြီဆိုတော့ဒီကိစ္စကိုဒီတင်မဲတော်ကြရအောင်ဗျာလို့အခြေအနေကိုလှည့်ပတ်ပြီးစကားဆက်ဖြစ်ဖို့ကြိုးစားတာပေါ့အဲ့ဒီချိန်မှာပဲထီနန်းဝစ်စုံနဲ့လူငယ်မော့ချန်ကရှေ့ကိုတက်လာပြီးဒီတင်မဲတော်ရမယ်ဟုတ်လားနဝမမြောက်ငရဲမင်းကြီးခမည်းပြောချင်တာကပစ္စမမြောက်ငရဲမင်းကစိုက်ပျိုးရေးအရာရှိကိုမတရားကွက်စင်တယ်ပြီးတော့ပိတ်ပင်ထားတဲ့ပစ္စည်းကိုခိုးယူပြီးတိတ်တဆိတ်သုံးဆွဲတဲ့နန်းတွင်းအရာရှိတယောက်ကိုအနေနဲ့ပြုဖို့ကြံစီတယ်အဲ့ဒီလောက်ကြီးတဲ့အဖြစ်တွေကိုဒီအတိုင်းလှုပ်ပေးရမယ်ပေါ့ဟုတ်လားလို့ပြက်ပြက်တသားမေးခွန်းထုတ်လိုက်တာပေါ့ဗျာနဝမမြောက်ငရဲမင်းလဲဒေါသထွက်သွားပြီးမော့ချန်မင်းကဒီကိစ္စထဲဝင်ပါချင်တာလားလို့ချင်းချောက်လိုက်တဲ့အခါမော့ချန်ကလည်းငါဝင်ပါပြီးသားပြလို့ရဲရဲဝုန်းဝုန်းပြန်ပြောလိုက်တယ်ပြီးတော့မော့ချန်ကစာလေးကြီးတစ်ခုကိုဖြန့်ပြလိုက်ပြီးဒါကငရဲပြည်ရဲ့18ထက်မြောက်အထိမှတ်တမ်းတင်ထားတဲ့အချက်လက်တွေပဲလွန်ခဲ့တဲ့3ရက်ကပစ္စမမြောက်ငရဲမင်းရဲ့နန်းဆောင်ပောက်ကွဲမှုကြောင့်ငရဲပြည်ရဲ့စီးဝိုင်းတွေပျက်စီးပြီးအကျဉ်းသားကြီးစား3ယောက်လွတ်မြောက်သွားခဲ့တယ်
အဲ့ဒါကိုငါက2ရက်တိတိအချိန်ယူပြီးပြန်ဖမ်းဆီးနေငင်းခဲ့ရတာဗျခင်ဗျားတို့ရဲ့အမားကငါရဲ့နေမြေထိပါလာပြီးထိခိုက်စေခဲ့တာလို့တစ်ချက်ချင်းထောက်ပြလိုက်ပါတော့တယ်ပြီးတော့ဒီအကျွေးကိုတေချာပေါက်ပြန်ဆက်ရမယ်လို့ဒေါသတကြီးပြောလိုက်တယ်ဗျာအဲ့ဒီအချိန်မှာစပင်ဖြူနဲ့မော့ချန်ကရှေ့ကိုတိုးလာပြီးမော့ချန်မင်းရဲ့အဆင့်တန်းကိုမင်းမမေ့နဲ့လို့တတိပေးလိုက်တာပေါ့ဗျာဒါပေမဲ့စာလေးကင်ထားတဲ့နမမမြောက်ငရဲမင်းကတော့လှည့်ကြည့်ပြီးငါရဲ့အဆင့်တန်းက18ထက်မြောက်ငရဲပုံရဲ့အရှင်တခင်ငရဲပြည်မှာအဆိုးအဝါဆုံးတရေတစီတွေကိုထိချုပ်ထားတဲ့သူပဲပြလို့ရဲရဲဝုန်းဝုန်းပြန်ပြောလိုက်တယ်ပြီးတော့မော့ချန်ရဲ့အနီးကိုရှောက်လာပြီးမော့ချန်မင်းကငါနဲ့အဆင့်တန်းချင်းပြန်ကျင်လာလားလို့စင်ခေါ်လိုက်တာပေါ့ဗျာအဲ့ဒီလိုနဲ့နှစ်ယောက်သားအခြေတင်ဖြစ်နေတော့မှပဲနန်းတော်အလဲကထီးနှန်းပေါ်မှာထိုင်နေတဲ့ငရဲမင်းကြီးကစပွဲခုံကိုဖြန်းကနေရိုက်လိုက်ပြီးတော်ဆန်းလို့ဟိန်းဟောက်လိုက်တယ်ဗျပြီးတော့တေချာကြည့်ပြီးပစ္စမမြောက်ငရဲမင်းကစိုက်ပျိုးရေးအရာရှိကိုလှုပ်ကြံတယ်တားမြစ်ထားတဲ့ပစ္စည်းတွေကိုခိုးဝက်ပြီးတူလောင်တယ်ပြီးတော့တိတ်တဆိတ်တန့်စင်မှုငတ်မှုတွေလုပ်ခဲ့တယ်ဒါတွေမကသေးဘူး18ထက်မြောက်ငရဲပုံကိုပါထိခိုက်အောင်လုပ်ခဲ့တယ်သူကျူးလွန်ထားတဲ့အဖြစ်တွေကထင်ရှားနေပြီလို့ကြေညာလိုက်တယ်ဗျာအဲ့ဒီနောက်ပစ္စမမြောက်ငရဲမင်းရဲ့ယာတုကိုရုပ်သိမ်းပြီး18ထက်မြောက်ငရဲပုံကိုပို့ဆောင်ဖို့အမိန့်ချလိုက်တယ်ပြီးတော့မောချန်ကိုလည်းအဲ့ဒီပစ္စမမြောက်ငရဲမင်းကိုတေချာစောင့်ကြည့်ဖို့တာဝန်ပေးလိုက်တယ်ပြီးတော့ပစ္စမမြောက်ငရဲမင်းရဲ့အုပ်ချုပ်မှုညံ့ဖျင်းမှုကြောင့်300တီစာရိတ်ခါကိုဖျက်တောက်စေလိုပါအမိန့်ချမှတ်လိုက်တာပေါ့ဗျာအဲ့ဒီနောက်ငရဲမင်းကြီးကဘေးမှာဒူးထောက်နေတဲ့ချူရှောင်းရှောင်းကိုလှည့်ကြည့်ပြီးချူရှောင်းရှောင်းမင်းကတားမြစ်ထားတဲ့ပစ္စည်းကိုစိုက်ပျိုးတာမှန်ပေမဲ့အခြေအနေကြောင့်စိုက်ပျိုးရတာဖြစ်ပြီးအခုတော့အဲ့ဒီပစ္စည်းကလည်းပျက်စီးသွားပြီဆိုတော့ဆက်ပြီးအပြစ်မယူတော့ဘူးပြီးတော့စိုက်ပျိုးရေးအရာရှိဖြစ်ပဲဆက်လက်တာဝန်ထမ်းဆောင်စေမယ်လို့အမိန့်ချမှတ်လိုက်တယ်ချူရှောင်းရှောင်းလည်းဝမ်းသာအားရနဲ့မျက်ရည်တွေဝဲပြီးကျေးဇူးတင်ပါတယ်ငရဲမင်းကြီးလို့ရှောက်တင်လိုက်တာပေါ့ဒါပေမဲ့ဘေးကမောချန်ကတော့လောင်ပြုံးပြုံးပြီးငရဲမင်းကြီးရေစပွဲပေါ်ကပြပုံကြီးကတကယ်ပဲ PM ပန်းရဲ့ပြပုံဟုတ်ရဲ့လားတကယ်လို့တကယ် PM ပန်းအစ်စ်ကတခြားတနေရာမှာရှိနေပြီးဖြက်စီးချင်းခံလိုက်ရတာဆိုရင်ကောလို့တန်တရားစကားဆိုလိုက်တယ်ဗျအဲ့ဒီအချိန်မှာချူရှောင်းရှောင်းလည်းလမ်းဖြန့်သွားတာပေါ့ချက်ချင်းပဲကောင်းကင်ကြီးတစ်ခုလုံးမှောက်မိုက်သွားပြီး18ထက်မြောက်ငရဲပုံရဲ့စီဝိုင်းကြီးပောက်ကွဲပျက်စီးသွားတဲ့အတန်ကြီးထွက်ပေါ်လာတာပေါ့ဗျာစစ်တီတယောက်လည်းကြောက်လန့်တကြားနဲ့ပြေးဝင်လာပြီးသတင်းပို့တာပေါ့ငရဲမင်းကြီးရေမကောင်းတော့ဘူး18ထက်မြောက်ငရဲပုံရဲ့စီဝိုင်းပျက်စီးသွားပါပြီလို့အော်ဟစ်လိုက်တယ်ဗျငရဲမင်းကြီးလည်းဒေါသတကြီးနဲ့ထွက်လိုက်ပြီးနမမမြောက်ငရဲမင်းကိုကြည့်ကနမမမြောက်ငရဲမင်းကပုံကန်ကျင်လာလားလို့ဟိဟောက်လိုက်တာပေါ့နဝမြောက်ငရဲမင်းကတော့တီတီငိမ့်ငိမ့်နဲ့ပဲနှစ်ပေါင်း3000ရှိပြီငရဲမင်းကြီးခမရဲ့ပလင်ကအခုတော့လူလဲရမယ့်အချိန်ရောက်ပြီပြလို့ရေရဲဝုန်းဝုန်းစင်ခေါ်လိုက်တယ်ဗျာသူ့ဘေးကထီးနှန်းဝစ်စုံနဲ့လူငယ်ကလည်းမျက်လုံးတွေဝင်းကနေဖြစ်သွားပြီးဦးလေးကျွန်တော်တို့လက်ဆွမ်းပြရတော့မလားလို့မေးလိုက်တာပေါ့ဗျာချူရှောင်းရှောင်းကတော့လန့်ပြီးနောက်ဆုတ်သွားတယ်နဝမမြောက်ငရဲမင်းကလည်းအေးသူတို့အားလုံးကိုတက်ပစ်လိုက်စမ်းလို့အမိန့်ပေးလိုက်တယ်ချက်ချင်းပဲထီးနှန်းဝစ်စုံနဲ့လူငယ်ကရှေ့ကိုတိုးပြီး18ထက်မြောက်ငရဲမင်းနဲ့အပြင်းထန်တက်ခိုက်ကြတာပေါ့ဗျာနှစ်ယောက်သားတိုက်ပွဲပြင်းထန်လွန်းလို့18ထက်မြောက်ငရဲမင်းလည်းနောက်ကိုလွတ်ထွက်သွားပြီးခြေလမ်းနဲ့ငယ်ဆုပ်လိုက်ရတယ်ပြီးတော့ပြင်းထန်တဲ့တန်ရာကြောင့်ပါဇက်ကနေသွေးတွေအန်ထွက်လာတာပေါ့ဗျာအဲ့ဒီအချိန်မှာထီးနှန်းဝစ်စုံနဲ့လူငယ်ကတော့လှောင်ပြုံးပြုံးပြီးဟာ18ထက်မြောက်ငရဲပုံရဲ့အရှင်သခင်ဆိုတာဒီလောက်ပဲပညာရှိတာလားလို့အထင်သေးတဲ့မျက်လုံးတွေနေကြည့်လိုက်တယ်ဗျနောက်ပြီးတော့18ထက်မြောက်ငရဲမင်းရဲ့ပြင်းထန်တဲ့ကွင်းဆက်ကြိုးတွေကြားမှာပစ္စမမြောက်ငရဲမင်းကတီတီငိမ့်ငိမ့်နဲ့ပဲရက်နေတယ်ဗျသူကလက်တစ်ဖက်ကိုဝေးရလိုက်ပြီးပန်းပွင့်ဖြူလေးတွေနဲ့အဲ့ဒီကွင်းဆက်ကြိုးတွေကိုအလွယ်တကူပဲဖျက်ဆီးပစ်လိုက်တာပေါ့ပြီးတော့ဒါကကလေးကစားစရာအတတ်ပညာလေးပါပဲလို့လှောင်ပြောင်တဲ့အပြုံးနဲ့ပြောလိုက်တယ်ဗျချက်ချင်းပဲပစ္စမမြောက်ငရဲမင်းကပြင်းထန်တဲ့ဆွမ်းအားတစ်ခုနဲ့လှည့်ရိုက်လိုက်တဲ့အတွက်18ထက်မြောက်ငရဲမင်းလည်းလေထဲကိုလွတ်ထွက်သွားပြီးနန်းတော်တိုင်းကြီးကိုစောင့်မိကကျမ်းပြင်ပေါ်လဲကျသွားတော့တယ်ဗျ18ထက်မြောက်ငရဲမင်းဟာရင်ဘက်ကိုဖိပြီးပြင်းထန်တဲ့တန်ရာကြောင့်ပါဇက်ကနေသွေးတွေအန်ထွက်လာတာပေါ့အဲ့ဒီအချိန်မှာဘေးကနေကြည့်နေတဲ့ချူရှောင်းရှောင်းကတော့လမ်းဖြန့်သွားပြီးမော့ချန်လို့အော်ဟစ်ကမျက်ရည်တွေဝဲပြီးလက်လန်းပြနေတာပေါ့ဗျာမော့ချန်လည်းအာတင်ပြီးပြန်ထိုင်လိုက်ကငရဲမိတောက်တွေကိုဆင့်ခေါ်ပြီးဒေါသတကြီးနဲ့အော်ဟစ်တိုက်ခိုက်လိုက်ပြန်တယ်ဗျဒါပေမဲ့ပစ္စမမြောက်ငရဲမင်းကတော့အေးအေးဆေးဆေးပဲသူ့ရဲ့ဆွမ်းအားတိုင်းကြီးနဲ့ကာကွယ်လိုက်တဲ့အတွက်မော့ချန်ရဲ့တိုက်ကွက်ကဘာမှမတိုးပဲပောက်ကွဲသွားတာပေါ့ချူရှောင်းရှောင်းလည်းလေထဲကိုလွင့်ထွက်သွားပြီးကျမ်းပြင်ပေါ်လဲကျသွားတယ်ဗျာအဲ့ဒီအချိန်မှာဝစ်စုံနီနဲ့မိန်းကလေးတယောက်ရောက်လာပြီးချူရှောင်းရှောင်းကိုလှမ်းပွေထားလိုက်တာပေါ့သူမကမော့ချန်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုကပစ္စမမြောက်ငရဲမင်းကိုဒဏ်ရာနှဲငယ်ပဲရစေခဲ့တာလို့စိတ်မကောင်းစွာနဲ့ပြောလိုက်တယ်ပစ္စမမြောက်ငရဲမင်းကလည်းလက်စွပ်ကိုလှည့်ရင်းစိတ်ဝင်စားစရာတော့ကောင်းတာပဲဒါပေမဲ့ဒီလောက်ပါပဲလို့အထင်သေးစွာပြောလိုက်တာပေါ့အဲ့ဒီအချိန်မှာချူရှောင်းရှောင်းကအာတင်ပြီးမော့ချန်ရဲ့ရှေ့ကိုပြေးထွက်ကကာကွယ်ပေးလိုက်ပြီးရှင်တက်ချင်ရင်ကျမကိုပဲတက်ပါဒါကကျမစိုက်တဲ့ PM ပန်းတွေပါသူနဲ့ဘာမှမဆိုင်ပါဘူးလို့ငိုယိုပြီးတောင်းပန်လိုက်တာပေါ့ဗျာဒါပေမဲ့ပစ္စမမြောက်ငရဲမင်းကတော့ဂယုမဆိုင်ပဲပြင်းထန်တဲ့ဆွမ်းအားနဲ့လှည့်ရိုက်လိုက်တဲ့အချိန်မှာမော့ချန်ကရှေ့ကနေဝင်ခံလိုက်လို့နောက်တစ်ချိန်လွတ်ထွက်သွားပြီးဒူးထောက်လဲကျသွားပြန်တယ်ဗျာချူရှောင်းရှောင်းလဲငိုယိုပြီးမော့ချန်လို့အော်ဟစ်နေတာပေါ့အဲ့ဒီအချိန်မှာစပင်ဖြူနဲ့ငရဲမင်းကြီးကအနားကိုရှောက်လာပြီးမော့ချန်ငါမင်းကိုအခွင့်အရေးပေးခဲ့တယ်နော်လို့တတိပေးလိုက်တယ်ဗျတကယ်လို့မင်းသားငါဘက်ကရက်တီခဲ့ရင်18ထက်မြောက်ငရဲပုံကမင်းပိုင်ဖြစ်နေဦးမှာပဲပြီးတော့အဲ့ဒီကောင်မလေးရဲ့အသက်ကိုလည်းငါချမ်းသာပေးခဲ့မှာပါလို့ပြောလိုက်တာပေါ့ပြီးတော့အခုတော့တေကာနီးမှာမာတန်းချွေချင်တာရှိသေးလားလို့မေးလိုက်တယ်ဗျာမော့ချန်ကတော့ဒဏ်ရာတွေနဲ့လဲကျနေရကနေတွေးနဲ့ရေမောလိုက်တာပေါ့ဗျာအဲ့ဒီလိုရေမောတန်ကြောင့်ငရဲမင်းကြီးလည်းဒေါသထွက်သွားပြီးမင်းကဘာကိုရေတာလဲလို့ဟောက်လိုက်တာပေါ့မော့ချန်ကအာတင်ပြီးမတက်ထွက်လိုက်ကခမည်းတရားမှာကိုမကြောက်တာကိုကျွန်တော်ရေတာပြလို့ရေရဲဝုန်းဝုန်းပြန်ပြောလိုက်တယ်ဗျာငရဲမင်းကြီးလည်းပို့ပြီးဒေါသထွက်သွားပြီးမင်းကတေကာနီးတောင်အာခံကျင်သေးတာလားလို့ဟိဟောက်လိုက်တာပေါ့ချက်ချင်းပဲတနန်းတော်လုံးတုံခါသွားပြီးကျမ်းပြင်တွေကွဲအက်ကရွှေရောင်ဆွမ်းအားတွေလှည့်ပတ်စီဆင်းလာတာပေါ့ဗျာနန်းတော်မျက်နှာချက်မှာလည်းရွှေရောင်ဆွမ်းအားဝဲကရက်ကြီးတစ်ခုဖြစ်ပေါ်လာတယ်ဗျပစ္စမမြောက်ငရဲမင်းလည်းဒီအခြေအနေကိုကြည့်ပြီးမျက်နှာပြတ်သွားကဒါကဘာလဲလို့ရေရွတ်လိုက်တာပေါ့ငရဲမင်းကြီးလည်းအံ့ဩတုန်လှုပ်သွားပြီးဒူးထောက်ကျသွားကမဖြစ်နိုင်ဘူးဒါကမဖြစ်နိုင်ဘူးလို့ကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်တယ်ဗျ
သူစမမြောက်ငရဲမင်းဟာကျမ်းပြင်ပေါ်မှာတွေးတွေအန်ရင်ဒဏ်ရာကတကယ်ကိုပြင်းထန်ပုံရပြီးအာယူပြီးတော့ရုန်းကန်နေရရှာတာပေါ့ဘေးမှာရှိတဲ့ချူရှောင်းရှောင်းလဲလမ်းဖြန်သွားပြီးတော့မျက်ရည်တွေဝဲကစိုးရင်တကြီးနဲ့ကြည့်နေမိတယ်အဲ့ဒီအချိန်မှာပဲနန်းတော်အလဲမှာ18ထက်မြောက်ငရဲမင်းကြီးကတီတီငိမ့်ငိမ့်နဲ့မတ်တက်ရက်နေတယ်ဗျဒဏ်ရာတွေနဲ့လဲကျနေတဲ့9ယောက်မြောက်ငရဲမင်းလဲကြောက်လန့်တကြားနဲ့တူးထောက်လိုက်ပြီးခမည်းကတကယ်ပဲဘသူလဲပြလို့တုံတုံရင်ရင်နဲ့မေးလိုက်တာပေါ့ဗျာအဲ့ဒီအချိန်မှာ18ထက်မြောက်ကငရဲမင်းကြီးရဲ့မျက်လုံးတွေကရွှေရောင်တွေတောက်ပလာပြီးတကယ်ကိုကြောက်မဖွယ်ဆွမ်းအားတွေထွက်ပေါ်လာတာပေါ့ချက်ချင်းဆိုသလိုပဲတနန်းတော်လုံးတုံခါသွားပြီးကျမ်းပြင်တွေကနေရွှေရောင်ဆွမ်းအားလိုင်းတွေဖြတ်ထွက်လာကနန်းတော်မျက်နှာကျက်မှာလည်းရွှေရောင်ဆွမ်းအားဝဲကရဲ့ကြီးတစ်ခုဖြစ်ပေါ်လာတယ်ဗျအဲ့ဒီနောက်မှာတော့တနိုင်ငံလုံးမှာရှိတဲ့စစ်တီတော်အပေါင်းကလည်းညီညီညာညာနဲ့တူထောက်ပြီးအယိုအသေးပေးကြတာပေါ့18ထက်ငရဲမင်းကြီးက9ယောက်မြောက်ငရဲမင်းရဲ့ရှေ့ကိုဖြည်းဖြည်းချင်းရှောက်လာပြီး3000နဲ့အရင်ကတည်းကငါကဒီငရဲပုံကိုတီထောင်ခဲ့တာဗျလို့တွေးနဲ့ပြောလိုက်တာပေါ့ဗျာပြီးတော့6ပါးသောတန်တရားစဝန်းကိုလည်းငါကိုယ်တိုင်တတ်မှတ်ခဲ့တာ10ပါးသောငရဲမင်းတွေကိုလည်းငါကိုယ်တိုင်ပဲဖွဲအပ်နှင်ခဲ့တာမင်းသဘောပေါက်ပြီလားလို့ဟိတ်ဟောက်ပြီးမေးလိုက်တယ်ဗျာအဲ့ဒီစကားကိုကြားလိုက်ရတဲ့နန်းတော်တွေကတခြားသူကြီးလည်းမျက်လုံးအစုံပြူသွားပြီးဖုံးတူငရဲမင်းကြီးခမည်းကတကယ်ပဲဖုံးတူငရဲမင်းကြီးလားလို့တုံးလုံးချောက်ချစွာနဲ့ရေရုပ်ပြီးချက်ချင်းတူးထောက်ချလိုက်ပါတော့တယ်ဗျာချူရှောင်းရှောင်းကတော့ဒီအခြေအနေကိုကြည့်ပြီးအံ့ဩလုံးလို့ပါဇက်အဟောင်းသားဖြစ်နေမိတယ်ဒဏ်ရာတွေနဲ့လဲကျနေတဲ့9ယောက်မြောက်ငရဲမင်းလည်းကြောက်လန့်တကြားနဲ့ကျမ်းပြင်ကိုလက်နဲ့ထောက်ပြီးမဖြစ်နိုင်ဘူးခမည်းကဘာလို့ဒီလိုအဆင့်တန်းမျိုးကိုဖုံးကွယ်ထားရတာလဲလို့မေးလိုက်ပြန်တယ်ဗျာငရဲမင်းကြီးကတော့အေးဆေးဆေးပဲငါကအရှုပ်ရှင်းတွေကိုမကြိုက်လို့အေးဆေးဆေးနေချင်တာဗျာလို့ပြန်ပြောလိုက်တာပေါ့ပြီးတော့ငါကနှစ်ပေါင်း3000လုံးအနားယူနေခဲ့တာမင်းတို့ငရဲပုံကိုကောင်းကောင်းစီမံနိုင်လိမ့်မယ်လို့ထင်ထားခဲ့တာဗျာလို့စိတ်ပြက်လက်ပြက်နဲ့ပြောလိုက်တယ်ဗျသူကဆက်ပြီးတော့ဒါပေမဲ့မင်းတို့ကောင်မျိုးကိုမွေးထုံမိလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးလို့ဒေါသတကြီးပြောလိုက်တာပေါ့ဗျာချက်ချင်းပဲငရဲမင်းကြီးရဲ့လက်ထဲမှာရွှေရောင်ကွင်းဆက်ကြိုးတွေထွက်ပေါ်လာပြီး9ယောက်မြောက်ငရဲမင်းဟာပုံကံဖို့ကြံစီတဲ့အတွက်ခွင့်မလွတ်နိုင်တဲ့ပြစ်မှုကိုကျူးလွန်ခဲ့တာပဲဗျာအဝီစီငရဲကိုပို့ဆောင်ပြီးဘယ်တော့မှလူပြန်မဖြစ်စေနဲ့လို့ပြပြတသားအမိန့်ချလိုက်ပါတော့တယ်ဗျာချက်ချင်းပဲကွင်းဆက်ကြိုးတွေက9ယောက်မြောက်ငရဲမင်းကိုရစ်ပတ်ထားလိုက်ပြီးလေထဲမှာစွမ်းအားဝဲကရက်ကြီးတစ်ခုဖြစ်ပေါ်လာက9ယောက်မြောက်ငရဲမင်းကိုစုပ်ယူသွားတော့တာပေါ့ဗျာ9ယောက်မြောက်ငရဲမင်းလည်းအသက်ချမ်းသာပေးပါငရဲမင်းကြီးအသက်ချမ်းသာပေးပါလို့အော်ဟစ်တောင်းပန်ရင်ပျောက်ကွယ်သွားရှာတယ်ဗျအဲ့ဒီနောက်မှာတော့ငရဲမင်းကြီးကလှည့်ကြည့်လိုက်တဲ့အချိန်မှာကျမ်းပြင်ပေါ်မှာလဲကျနေတဲ့မောချန်ကတော့အသက်ချမ်းသာပေးပါငရဲမင်းကြီးကျွန်တော်ကဦးလေးဖြစ်သူရဲ့အတင်းကျပ်ခိုင်းစေမှုကြောင့်လုံးမိတာပါဗျာလို့ကြောက်လန့်တကြားနဲ့တောင်းပန်တိုးရှိုးနေတာပေါ့ငရဲမင်းကြီးကတီတီငိမ့်ငိမ့်နဲ့မတက်ရက်နေပြီးမင်းကငါ့ကိုမရှင်နိုင်ပါဘူးလို့အေးဆေးဆေးပြောလိုက်တာပေါ့သူကအားလုံးဟာသူ့ဦးလေးအတင်းကျပ်ခိုင်းလို့လုပ်ရတာပါဆိုပြီးအော်ဟစ်အမားဝန်ခံတဲ့အချိန်မှာပဲငရဲမင်းကြီးကလက်ကိုမြှောက်လိုက်ပြီးစွမ်းအားတွေထုတ်လွှတ်လိုက်တာပေါ့ချက်ချင်းဆိုသလိုပဲစွမ်းအားလိုင်းတွေကဖြူဖွေးတဲ့ကြာပန်းကြီးတစ်ခုအတွင်းပြောင်းလဲသွားပြီးနန်းတော်မျက်နှာချက်ကိုဖောက်ထွက်ကကောင်းကင်ကြီးတစ်ခုလုံးပွင့်ထွက်သွားမတက်စွမ်းအားတွေဖြတ်ထွက်သွားတယ်ဗျာအဲ့ဒီနောက်မှာတော့တနန်းတော်လုံးရွှေရောင်လင်းထိန်သွားပြီးငရဲမင်းကြီးရဲ့လက်ထဲမှာဖြူဖွေးတဲ့ကြာပန်းတစ်ပွင့်ထွက်ပေါ်လာတာပေါ့ဗျာသူကတည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးဒီကြာပန်းရဲ့စွမ်းအားတွေကိုမူလနေရာကိုပြန်ပို့မယ်မင်းရဲ့ကျင့်စဉ်တွေကိုဖျက်ဆီးပြီးတိရစ္ဆာန်ပုံကိုပို့မယ်နှစ်ပေါင်း3000လုံးတန်တရားလဲစေရမယ်လို့ပြပြတသားအမိန့်ချမှတ်လိုက်ပါတယ်ဗျာချက်ချင်းပဲကျမ်းပြင်တွေကွဲအပ်သွားပြီးရွှေရောင်စွမ်းအားလိုင်းတွေနဲ့အတူရွှေရောင်ကွင်းဆက်ကြိုးတွေအများကြီးထွက်ပေါ်လာကမော့ချန်ကိုရစ်ပတ်ပြီးလေထဲကိုဆွဲတင်သွားတော့တာပေါ့ဗျာမော့ချန်လည်းအော်ဟစ်ရုံးကန်ရင်းနဲ့စွမ်းအားဝဲကရက်ကြီးတဲ့ကိုစုပ်ယူခြင်းခံလိုက်ရပြီးပျောက်ကွယ်သွားရှာတယ်ဗျနန်းတော်တစ်ခုလုံးလည်းရွှေရောင်အလင်းတန်းတွေနဲ့တုန်ခါသွားပြီးမှပြန်လဲတည်ငြိမ်သွားတာပေါ့ဘေးမှာရှိတဲ့ချူရှောင်းရှောင်းလည်းလမ်းဖြန်သွားပြီးအံ့ဩလုံးလို့ပါဇက်အဟောင်းသားဖြစ်နေမိတယ်အဲ့ဒီနောက်ငရဲမင်းကြီးကချူရှောင်းရှောင်းဘက်ကိုလှည့်ကြည့်ပြီးဘာလဲငါ့ကိုမမှတ်မိတော့ဘူးလားလို့မေးလိုက်တာပေါ့ချူရှောင်းရှောင်းကလည်းမျက်လုံးအစုံပြူသွားပြီးခမည်းကတကယ်ပဲဖုံးတူငရဲမင်းကြီးလားလို့တုံလုံးချောက်ချစွာနဲ့ပြန်မေးလိုက်တယ်ငရဲမင်းကြီးကလည်းအင်းလို့ကောင်းချင်းပြလိုက်တာပေါ့အဲ့ဒီတော့ချူရှောင်းရှောင်းကမျက်ရည်တွေဝဲကဒါဆိုခမည်းကကျမကိုဘာလို့ကူညီခဲ့တာလဲလို့စိုးရင်တကြီးနဲ့မေးပြန်တယ်ငရဲမင်းကြီးကတော့တီတီငိမ့်ငိမ့်ပဲမင်းဆိုင်တဲ့ခရမ်းကျင်သီးတွေကစားလို့ကောင်းလို့လေလို့ပြန်ပြောလိုက်တာပေါ့ချူရှောင်းရှောင်းကတော့ဒီစကားကြောင့်ဒေါသထွက်သွားပြီးအဲ့ဒီအကြောင်းပြချက်တစ်ခုလေးနဲ့တင်လာလို့အော်ဟစ်လိုက်ပါတော့တယ်ငရဲမင်းကြီးကတော့ဂယုမဆိုင်ပဲလှည့်ထွက်သွားပြီးသွားဆိုခရမ်းကျင်သီးတွေစုခူးရမယ်လို့ပြောပြီးအေးစစ်စစ်ပဲရှောက်သွားတယ်ဗျာချူရှောင်းရှောင်းလည်းချက်ချင်းနောက်ကနေပြေးလိုက်သွားပြီးနေပါဦးခမည်းခုနကတင်တန်းရအပြင်းထန်ရထားတာမဟုတ်ဘူးလားလို့စိုးရင်တကြီးနဲ့မေးလိုက်တယ်ငရဲမင်းကြီးကလည်းရှောက်နေရင်းကနေတက်တာသွားပါပြီလို့အေးဆေးပဲပြန်ပြောတယ်ဗျာဒါပေမဲ့ချူရှောင်းရှောင်းကအနားကိုအပြေးလွှားရောက်လာပြီးမရဘူးလေဒီလိုကြီးတော့ထွက်သွားလို့မရဘူးအနည်းဆုံးတော့ကျမကိုရှင်းပြရအောင်မယ်လေလို့ဆိုအတင်းမေးနေတာပေါ့ငရဲမင်းကြီးကတော့အိမ်ပြန်ရောက်မှပြောမယ်လို့ဆိုပြီးဖြည်းဖြည်းချင်းရှောက်ထွက်သွားတယ်ဗျချူရှောင်းရှောင်းကတော့စိတ်တူတူနဲ့ခြေဆောင်ပြီးချက်ချင်းနောက်ကနေအပြေးလိုက်သွားပါတော့တယ်နောက်တော့နန်းတော်ထဲမှာငရဲမင်းကြီးကပလင်ပေါ်မှာထိုင်နေပြီးဘေးကလူကစိုးရင်တကြီးနဲ့ငရဲမင်းကြီးခမည်းနေကောင်းရဲ့လားလို့မေးနေတာဗျငရဲမင်းကြီးကတော့ဒေါသတကြီးနဲ့ဖုံးတူငရဲမင်းကြီးကနှစ်ပေါင်း3000လုံး18ထက်မြောက်ငရဲပုံမှာပုံနေကြတာကိုလို့ရေးရွတ်လိုက်တာပေါ့အဲ့ဒီအချိန်မှာနန်းတော်ထဲကိုမိမလာလေးတယောက်ကဖြည်းဖြည်းချင်းရှောက်ဝင်လာပြီးဒါကြောင့်ကိုလို့ရေးရွတ်လိုက်တယ်ငရဲမင်းကလည်းဘာကိုဒါကြောင့်ကိုလဲလို့ဟောက်မေးလိုက်တာပေါ့သူမကဆက်ပြီးတော့ဒါကြောင့်လေအဲ့ဒီကောင်မလေးစိုက်တဲ့အရာတွေကဒီလောက်အစွမ်းထက်နေတာပေါ့အနောက်မှာလူကူစရာခွင်လန်းတွေရှိနေတာကိုလို့ပြောလိုက်တယ်ငရဲမင်းကလည်းအခွင့်အလန်းဟုတ်လားဒါပေမဲ့ငရဲမင်းကြီးကတော့ခရမ်းကျင်သီးစားလို့ကောင်းလို့ပြောတယ်ဗျလို့ပြန်ပြောတာပေါ့အဲ့ဒီခါမိမလာလေးကပြုံးလိုက်ပြီးအဲ့ဒီစကားကိုပဲခမည်းကယုံနေတာလားလို့ဆိုကလောင်ပြုံးလိုက်တယ်နောက်ဆုံးမှာတော့ခရမ်းကျင်သီးစိုက်ခင်းကြီးထဲမှာအဲ့ဒီမိမလာလေးကအိုးကြီးတစ်လုံးနဲ့စွပ်ပြုတ်တွေချက်ပြုတ်ပြီးကလေးတွေကိုဝင်းငှနေတာကိုတွေ့ရတယ်ဗျကလေးလေးတစ်ယောက်ကစွပ်ပြုတ်ပကံကိုကင်ပြီးတောက်လိုက်တာနဲ့ကောင်းလိုက်တာတကယ်ကောင်းတယ်လို့ဝမ်းသာအားရအော်ဟစ်လိုက်တာပေါ့ပြီးတော့သူကမျက်ရည်တွေဝဲကကျွန်တော်တည်ဆုံးသွားတာနှစ်ပေါင်း300ရှိပြီးအခုမှပဲဒီလိုရတာရှိတဲ့စွပ်ပြုတ်ကိုပထမဆုံးအကြိမ်တောက်ဖူးတော့တယ်လို့ငိုယိုပြီးပြောနေတာပေါ့ဝတ်တုတ်ကလေးလေးတစ်ယောက်ကစွပ်ပြုတ်ပကံကိုကင်ပြီးတောက်လိုက်တာနဲ့ကောင်းလိုက်တာတကယ်ကောင်းတယ်လို့ဝမ်းသာအားရအော်ဟစ်လိုက်တာပေါ့ဗျာဘေးမှာရှိတဲ့ချူရှောင်းရှောင်းကလည်းခရမ်းကျင်သီးတွေကိုကြည့်ပြီးဘဝကြီးကတော့အေးအေးချမ်းချမ်းရှိသွားပြီလို့တွေးနေမိတာပေါ့
နောက်ခန်းမှာတော့လှုပ်ဝက်ဆန်းပြတဲ့အခန်းတစ်ခုထဲမှာဝစ်စုံနှုတ်ဝတ်ထားတဲ့လူတစ်ယောက်ကဒူးထောက်ပြီးစုံစမ်းလို့ရပါပြီအရှင်လို့သတင်းပို့လာတယ်ဗျာစပင်ဖြူနဲ့ငရဲမင်းကြီးကလှည့်ကြည့်ပြီးပြောဆန်းလို့အမိတ်ပေးလိုက်တာပေါ့အဲ့ဒီလူကလည်း9ယောက်မြောက်ငရဲမင်းပုံကံဖို့ပြင်ဆင်နေတာလွန်ခဲ့တဲ့တစ်လကလေးကပါအဲ့ဒီတုန်းကသူကလူတစ်ယောက်နဲ့လှုပ်ဝက်တွေ့ဆုံခဲ့ပါတယ်လို့ပြောပြတယ်ဗျငရဲမင်းကြီးကဘသူလဲလို့မေးလိုက်တဲ့အခါကောင်းကင်ဘုံကလူပါလို့ပြန်ဖြေတာပေါ့ဗျာအဲ့ဒီတော့ငရဲမင်းကြီးကကောင်းကင်ဘုံကလူကငရဲပြည်ကိုဘာလာလောက်တာလဲလို့တွေးတောနေမိတယ်ဗျာအဲ့ဒီလူကဆက်ပြီးတော့ချူရှောင်ရှောင်ရဲ့ဝိညာဉ်ကိုမှတ်ခေါ်ခဲ့တဲ့ကိစ္စကိုလည်းကျွန်တော်မျိုးစုံစမ်းခဲ့ပါတယ်အဲ့ဒါကမတော်တဆဖြစ်ခဲ့တာမဟုတ်ပါဘူးတေးချင်းရှင်ချင်းစည်းရင်ကိုတယောက်ယောက်ကတမင်တက်တက်ပြောင်းလဲခဲ့တာပါချူရှောင်ရှောင်ကိုငရဲပြည်ရောက်အောင်တမင်လုပ်ခဲ့တာပါလို့ပြောပြတယ်ဗျာငရဲမင်းကြီးကလည်းဒေါသကကြီးနဲ့ဘသူလောက်တာလဲလို့မေးလိုက်တာပေါ့အဲ့ဒီလူကလည်းလှုပ်သွားတဲ့လက်ရာကိုတိတိကျကျဖျက်ဆီးသွားလို့ဘသူလဲဆိုတာအတိအကျမသိရပေမဲ့ကောင်းကင်ဘုံရဲ့လက်ချက်ဆိုတာတော့သိချပါတယ်လို့ပြန်ပြောတယ်ဗျပြီးတော့ငရဲမင်းကြီးကသူမရဲ့ကိုယ်ပေါ်မှာရှိတဲ့လောင်မြတ်တဲ့စွမ်းအားတွေကိုမင်းဘယ်လိုမြင်လဲလို့မေးလိုက်တာပေါ့အဲ့ဒီလူကလည်းထူးဆန်းတယ်ဗျာတာမန်လူတွေရဲ့စွမ်းအားဆိုရင်ငရဲပြည်ရောက်တာနဲ့ဖြည်းဖြည်းချင်းပျောက်ကွယ်သွားရမှာဒါပေမဲ့သူမကတော့မပျောက်ကွယ်သွားတဲ့အပြင်သူမဆိုင်တဲ့ဟင်းသီးဟင်းရွက်တွေကိုပါစွမ်းအားတွေကူးဆက်စေတယ်ဗျာဒီလောက်တန့်စင်တဲ့စွမ်းအားမျိုးကိုကျွန်တော်မျိုးတစ်ခါပဲမြင်ဖူးပါတယ်လို့ပြောလိုက်တာပေါ့ငရဲမင်းကြီးကလည်းမျက်လုံးတွေရွှေရောက်တောက်ပလာပြီးဘယ်နေရာမှာလဲလို့စိတ်လှုပ်ရှားစွာနဲ့မေးလိုက်တယ်ဗျာအဲ့ဒီလူကတော့ကျွန်တော်မျိုးဆက်ပြီးစုံစမ်းပါမယ်လို့ပြောပြတာနဲ့တွားတော့လို့ငရဲမင်းကြီးကအမိန့်ပေးလိုက်တာပေါ့အဲ့ဒီနောက်ဝစ်စုံတဲ့လူကအမဲရောင်ခိုးငွေတွေဖြစ်ပြောင်းလဲပြီးချက်ချင်းပျောက်ကွယ်သွားတော့တယ်ဗျာငရဲမင်းကြီးလည်းကောင်းကင်ဘုံရဲ့ပုံကံမှုနဲ့ချူရှောင်ရှောင်ကိုမှခေါ်ခဲ့တဲ့ကိစ္စတွေကတမင်တက်တက်ချိတ်ဆက်ထားတာပဲလို့ရေရွတ်နေမိတာပေါ့ဗျာနောက်ဆုံးခန်းမှာတော့ချူရှောင်ရှောင်ကစာရွက်တစ်ရွက်ကိုကင်ပြီးကြည့်နေတဲ့အချိန်မှာငရဲမင်းကြီးကသူမရဲ့အနာကိုရှောက်လာပြီးအဲ့လိုမပြောဘူးလားလို့မေးလိုက်တယ်ဗျာချူရှောင်ရှောင်ကအင်းလို့ပြန်ဖြေပြီးဒီစာအကြောင်းခမားတိလားလို့မေးပြန်တာပေါ့ငရဲမင်းကြီးကလည်းအဲ့ဒီစာကကောင်းကင်ဘုံကလူတွေပို့လိုက်တာလေးလို့ပြောပြတယ်ချူရှောင်ရှောင်ကအံ့ဩသွားပြီးကောင်းကင်ဘုံဟုတ်လားကောင်းကင်ဘုံကလူတွေကကျမစီကိုစာပါလို့ပို့ရတာလေလို့စိုးရိမ်တကြီးနဲ့မေးလိုက်တာပေါ့ဒါငရဲမင်းကြီးကတော့တီတီငိမ့်ငိမ့်နဲ့ပဲမင်းရဲ့ဝိညာဉ်ကိုမှခေါ်ခဲ့တာကမတော်တဆမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါချူရှောင်ရှောင်လည်းတုံးလုံးခြောက်ချသွားပြီးဘာတိပဲလဲလို့ပြန်မေးလိုက်တယ်ဗျငရဲမင်းကြီးကစုံစမ်းနေတော့မဲဒါပေမဲ့ကောင်းကင်ဘုံနဲ့ပတ်သက်နေတာတော့တေချာတယ်လို့ပြန်ပြောတယ်ဗျာချူရှောင်ရှောင်ကစာရွက်လေးကိုကင်ပြီးဘာလို့လဲကျမကတာမန်လူတစ်ယောက်ပါစိုက်ပျိုးရေးလုပ်တဲ့လူပဲဥစ္စာလို့စိတ်မကောင်းဖြစ်ပြီးပြောရှာတယ်ဗျငရဲမင်းကြီးကကောင်းခါပြီးမင်းကမတာမန်ပါဘူးတာမန်လူတွေရဲ့စွမ်းအားကငရဲပြည်ရောက်ရင်ပျောက်ကွယ်သွားတတ်ပေမဲ့မင်းရဲ့စွမ်းအားကတော့မပျောက်သွားဘူးအဲ့ဒါကြောင့်လဲမင်းစိုက်တဲ့ဟင်းသီးဟင်းရွက်တွေကိုတရေတွေကအရသာခံစားနိုင်တာလို့ရှင်းပြတယ်ဗျာချူရှောင်ရှောင်ကသူမရဲ့လက်ကိုကြည့်ပြီးကျမရဲ့စွမ်းအားမှာဘာတွေထူးခြားလို့လဲလို့မေးတဲ့အခါငရဲမင်းကြီးကတိတိကျကျမသိရသေးဘူးငါအကုန်လုံးစုံစမ်းပြီးမှမင်းကိုပြောပြမယ်လို့ပြောပြီးအနာကနေလှည့်ထွက်သွားတယ်ဗျာပြီးတော့အဲ့ဒီစာထဲမှာရေးထားတဲ့နေရာကိုလုံးဝမသွားနဲ့အဲ့ဒါထောင်ချောက်ပဲလို့သတိပေးလိုက်တာပေါ့ဒါပေမဲ့ချူရှောင်ရှောင်ကမျက်ရည်တွေဝဲပြီးကျမတကယ်ပဲသိချင်လို့ပါကျမကဘာလို့လဲဘာလို့ဒီကိုရောက်လာရတာလဲကျမကိုဘောကစွမ်းအားတွေကကောဘာတွေလဲဆိုတာသိချင်တယ်လို့မူပြီးပြောရှာတယ်ဗျာငရဲမင်းကြီးကလည်းလှည့်ကြည့်ပြီးဒီကိစ္စတွေကိုငါစုံစမ်းပြီးရင်မင်းကိုအကုန်ပြောပြမယ်အခုတော့မင်းရဲ့စိုက်ခင်းကိုပဲဆက်ပါကျန်တာတွေကိုငါပဲအကုန်ရှင်းလိုက်မယ်လို့ကတိပေးပြီးထွက်ခွာသွားပါတော့တယ်နောက်ခန်းမှာတော့မြစ်အလဲကလှေလေးတစ်စင်းပေါ်မှာဝစ်စုံဖြူနဲ့မိမလာလေးတစ်ယောက်ကရက်နေပြီးသူမရောက်မလာဘူးလားလို့မေးလိုက်တာပေါ့ဘေးကလူကမလောပါနဲ့သူစောစောစီးစီးတော့ရောက်လာမှာပါလို့ပြန်ပြောတယ်ဗျာဘာလို့လဲဆိုတော့ချူရှောင်ရှောင်ရဲ့ကိုပေါ်မှာရှိတဲ့အရာကသူတို့အတွက်အရန်အရေးကြီးနေလို့ပဲဗျနောက်ဆုံးခန်းမှာတော့ကောင်းကင်ဘုံကစစ်တီတယောက်ကဒူးထောက်ပြီးအရှင်မင်းကြီးငရဲပြည်ရဲ့ကိစ္စတွေကိုအကုန်စီစဉ်ပြီးပါပြီ9ယောက်မြောက်ငရဲမင်းနဲ့9ယောက်မြောက်ငရဲမင်းတို့ကိုလည်းအဖြစ်ပေးလိုက်ပါပြီလို့သတင်းပို့လာတယ်ဗျာကောင်းကင်ဘုံရဲ့အရှင်မင်းကြီးကလှည့်ကြည့်ပြီးစိတ်ဝင်စားဖို့ကောင်းတာပဲဒီလောက်ကြာအောင်ပုံနေပြီးမှအခုမှလူလုံးထွက်ပြရဲတဲ့ပေါ့အဲ့ဒီမင်းကလေးကောလို့မေးလိုက်တာပေါ့ဗျာစစ်တီကလည်းသူမနဲ့အဆက်အသွယ်ရခဲ့ပေမဲ့ထောင်ချောက်ထဲကိုတော့မိမလာသေးပါဘူးလို့ပြန်ဖြေတယ်ဗျအရှင်မင်းကြီးကလည်းမလောပါနဲ့ဖြည်းဖြည်းချင်းပဲလှုပ်ကြတာပေါ့သူမကိုဘောကပစ္စည်းကဘယ်မှပြေးမလို့ပါဘူးတကယ်လို့ငရဲမင်းကြီးကသူမကိုကောက်ွယ်ပေးခြင်းနဲ့ဆိုရင်လည်းပျော်ပျော်ကြီးကစားပွဲဆင်ရပါလို့အတိတ်ပဲပါပြုံးရင်းနဲ့ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်ဗျာအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ